မနေ့ပြန်ဝါကောင်လာပြီနေတော့မြန်မာနိုင်ငံမှာဘုံတို့ခက်မှာပေါ့ဘုံတို့ခက်မှာဒါကိုမေတ္တာအခါတော့နေဆိုပြီးတော့တတ်မှတ်ကြတယ်မေတ္တာတရားပွားများဖို့အတွက်တိုက်တွန်းကြတယ်မေတ္တာရဲ့အကျိုးဆွေးနွေးပြောဆိုကြတယ်မနက်ဖြန်ဝါကောင်လာပြီနေဆိုတော့ဒီနေ့မေတ္တာအကြောင်းအနည်းငယ်အခြေပေးရသလားဆွေးနွေးခြင်းဒီနေ့ရဲ့ဒီနေ့ဒီကမှန်းလည်းပါတယ်နောက်ပြီးတော့ဒီကုမှာနိုင်ငံ30လောက်ကအဲ့တဲ့ရောတွေနောက်ဘာသာရေးကောင်းဆောင်တွေလာရောက်ပြီးတော့ဘာသာပေါင်းစုံနေတိုင်းဆွေးနွေးတဲ့နေရာမှာတစ်ဖက်ကလည်းကိုယ်ရောက်ပူညရတဲ့အတွက်ကြောင့်ခန္ဓာကိုပင်ပန်းနေရတယ်နည်းနည်းရှိအခုဒီလူကနေလာတယ်နိုင်တာကဘာသာရေးကောင်းဆောင်တွေပုံမှန်အမှန်ဆိုရင်အခု conference ပြီး9နိုင်ကျော်လောက်မှာရွှေပုံလိုက်ရမယ်ပုံကမလိုက်နိုင်ဒါပေမဲ့စိတ်ကတော့အများရဲ့မေတ္တာနဲ့ဆရာတော်ရဲ့မေတ္တာနဲ့ရောက်လာတဲ့ဘာသာပေါင်းစုံကဘာသာရေးကောင်းဆောင်တွေလည်းမေတ္တာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးပဲဆိုတော့သူတို့ရဲ့မေတ္တာနဲ့လာပြီးတော့ဝိုင်းဝန်းကူညီကြတဲ့ဗိဓာတေဒီကရမတွေအစိုးရပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေမြန်မာနိုင်ငံရောသီလင်္ကာအိန္ဒိယနောက်ပြီးတော့ထိုင်းမွန်ဂိုလီးယားစားရှိတဲ့ပြည်အစိုးရပိုင်းဆိုင်ရာတန်ခါပိုင်းဆိုင်ရာတွေအင်းချိုင်းကိုမျိုးကိုပြီးတော့လာကြတယ်ဆိုတော့သူတို့ပြင်ပြီးတော့ဟောလူတိုင်းငြိမ်းချမ်းတာသူရှာနေကြတာပဲမိမိရင်ထဲမှာငြိမ်းချမ်းတယ်ဆိုရင်အဲ့ဒီငြိမ်းချမ်းမှုလေးလူတိုင်းချက်ချင်းသိမငြိမ်းချမ်းမှုဆိုရင်ဟောသိသိအဲကြောင့်စိတ်နေငယ်တော့ဘုံမှာပြန်မှမှုမရှိပါဘူးဒီနေ့ညနေမေတ္တာကြောင့်ပြောတဲ့နေရာမှာဘုံကပေးတဲ့ခေါင်းစီကမေတ္တာမှတ်တာအခြားရွေးစရာမရှိဘူးဆိုတာနေ့စဉ်ဘဝမှာအတွေ့အကြုံတစ်ခုပဲရှိပါကျင်းချုံတစ်ခုပဲရှိတစ်ခုကတော့အဆင်ပြေတယ်နောက်တစ်ခုကတော့အဆင်မပြေတယ် convenience and inconvenience အဆင်ပြေတယ်မပြေတခါကြတော့မိမိကိုယ်တိုင်ရဲ့မောဟကိုယ့်ရဲ့ဒီအာမီအာနိုင်နေတဲ့အချက်တွေကြောင့်ကိုယ့်ဟာကိုယ်အဆင်မပြေနေတာရှိတယ်။ကိုယ့်ဟာကိုယ်စိတ်မထမ်းတယ်လို့အဆင်ပြေနေတာရှိတယ်။တခါကြတော့ကိုယ့်ဘက်ကဘာမှအကြီးကျယ်ကျွေးမှုတွေတိတ်မရှိပြင်မယ်ကိုယ်နဲ့ဆက်ဆံတဲ့လူတွေတိုက်ရိုက်ပဲဖြစ်စေတွယ်ဝိုက်ပဲဖြစ်စေသူတို့ရဲ့အပြုအမူကြောင့်ကိုယ်မှာစိတ်ထဲအဆင်မပြေဖြစ်တာလေးတွေလည်းဖြစ်နိုင်တယ်
လောကရဲ့ထဲမှာနေတယ်ဆိုဟုတ်တရားကျင့်တဲ့လူချင်းချင်းတောင်မှဖြစ်တယ်လေတိတိကိုဆရာတော်ကြီးဒီဓမ္မပဒထဲမှာပါတယ်ဓမ္မပဒထက္ကရာထဲမှာပါတယ်ဥထုလေးကိုဟောတယ်လေယတိကြီးနှစ်ပါးသူညာစီသွားပြီးတော့ဟုတ်အဲ့တဲ့သွားပြီးတော့တဲခိုးတာလေတဲခိုးတာညထားတဲ့ခါကျတော့ယတိတစ်ပါးနောက်ယတိတစ်ပါးကောင်းသွားနေမိတာဒါဆရာတော်ကြီးပို့ပြီးတော့မြဲမြဲဆိုင်ဆိုင်ပြောပြတတ်တယ်ဆရာတော်ကြီးတရားပြန်ပြီးတော့ဓမ္မပဒထဲမှာတော့အကောစီမံအဝတိမံဆိုတဲ့ကာဟာလေးအရာလေးကိုဆရာတော်ကြီးအကျယ်ချဲ့ပြီးတော့ဟောတာအကုန်လုံးကိုစွန့်ပြီးတော့ယတိဝတ္တယတိဝတ္တနောက်ပြီးတော့တောင်းထိုင်သမာဓိလည်းမဟုတ်သမာဓိလည်းတော်တော်အဆင်မြင့်တယ်ယတိကြီးတွေပေါ့အဲ့လိုယတိကြီးတောင်မှလည်းမမျော်လင့်ပဲနဲ့တစ်ခါမှဘဝမှာအစင်မပြေမှုဆိုတာရှိတယ်အစင်မပြေအပိုင်းအစင်ခက်မသိလို့အစင်မပြေမှုဖြစ်သွားတယ် accident ခေါ်တာပေါ့အခက်မသိအဲ့အခက်မသိတဲ့ဟာကိုကိုယ်စိတ်ထဲမှာကိုယ်ဟုတ်အဲ့ဟာကိုဒုက္ခနဲအောင်မကြည့်တယ်ဒုက္ခနဲအောင်မကြည့်တယ်မကြည့်တာသူအဲ့ဒီအကြောင်းတွေးလေဒုက္ခဖြစ်လေတွေးလေဒုက္ခဖြစ်လေဆိုတော့နည်းနည်းလေးရှိအစမပြေမှုပဲအများကြီးဖြစ်သွားတယ်အများကြီးဖြစ်တော့ဘာဖြစ်လဲဆိုပေါက်ကွဲရတိတ်နဲ့ပါတဘာကပေါက်ကွဲပါမစင်စားတဲ့ကိုယ်ဘေးနားမှာရှိတဲ့ဟာတွေကိုမကြိုက်တဲ့ဟာတွေအကုန်အစမပြေမှုတွေဆို inconvenience အဲ့ဒါတွေကြည့်တိုင်းစိတ်ထဲမှာagitated ဖြစ်တယ်ခေါ်တာဒေါသလေးဖြစ်ဒေါသလေးတွေဖြစ်ပြီးတော့ကိုယ့်အကိုယ်လည်းပြန်ရန်ဖြစ်ဘေးကလူနဲ့လည်းပဲရန်ဖြစ်အဲ့လိုဖြစ်ယတိကြီးနှစ်ပါးတပါးကအရင်ရောက်နေတော့နောက်တစ်ပါးရောက်လာတဲ့အခါမှာအဲ့ညောင်တဲမယ်ဆိုတော့အိမ်ရှင်ကအဲ့ဒီထက်မှာအဲ့ဒီတင်ကိုတယ်ဒါချာချာနာလောက်ထားဟောတယ်လည်းမဟုတ်ပါဘူးအဲ့လိုနေရာမျိုးမှာနေနိုင်တဲ့ဒီခန္ဓာကိုပင်မမှုကိုတီးခံနိုင်တဲ့ယတိကြီးအဲ့လိုယတိကြီးတွေတောင်မှစိတ်ရဲ့အစမပြေမှုစိတ်ထဲမှာရှိတဲ့ inconvenience ကိုတောင်းတရောသိမှခံတယ်ဒါကြောင့်မေတ္တာဆိုတာကလေဒီဘဝရဲ့အစမပြေမှုကိုတတိလွတ်မိမယ်တတိမထားမိဘူးတတိထားမိလည်းပဲသူတို့ကိုမှန်ကန်တဲ့အမြင်နဲ့မကြည့်တတ်ဘူးဒုက္ခနဲ့အောင်မကြည့်တတ်ဘူးဆိုတာယောမှာထိုင်နေရတယ်တဲ့ခါဒီယောနဲ့ချက်ချင်းထွက်သွားခြင်းအိမ်မှာထိုင်နေတဲ့ခါတဲ့လက်ဖက်ရည်ဆိုင်မှာလမ်းဘေးကဖုန်းထောင်းနဲ့လက်ဖက်ရည်ခွဲတေးသေးလေးနဲ့ကလထိုင်လေခွေးပူကလထိုင်လေးမှကြောမိစရာလည်းမရှိဘူးအဲ့ဒီနေရာလေးပို့ပြီးတော့စိန်ကြတယ်အဲဆိုအိမ်မှာနေရစိတ်ထဲမှာအရန်ကို inconvenient ဖြစ်မတတ်မှတ်တာဖြစ်အဲ့ဒီလိုဖြစ်တယ်ဆိုရင်ဖြစ်မှန်သိမှမဟုတ်ရင်မေတ္တာဖြစ်ခွင့်နေပါပါတယ်မြတ်စွာဘုရားကမေတ္တာရဲ့ရန်သူဟာလောဘနဲ့ဒေါသ
နှစ်ခုစလုံးအဲ့တော့ဂယုဏနဲ့မုဒိတာပုံစံမျိုးနဲ့ပြန်ပြီးတော့ရှင်းပြတဲ့အခါကျတော့တစ်ခုကအနီးတစ်ခုကဝေးအဲ့လိုဒါမဲ့နှစ်ခုစလုံးပါတယ်ဒါအချင်းချင်းပြီးတော့ပြောပြတယ်သူတို့ရှိနေတာသူတို့ဖြစ်နေတာကိုမသိတာတော့မောဟနောက်ပြီးတော့ဘဝရဲ့အစမပြေမှုကိုမကြည့်တာဒါလည်းမောဟဘလောက်ပဲတထေးဖြစ်နေပိုက်ဆံဘလောက်ပဲများနေဘဝမှာအစမပြေမှုဆိုတာသူကရှိတယ်အစမပြေမှုအဲ့ဒီအစမပြေမှုကိုကင်တွယ်တတ်တယ်အဲ့ဒီအစမပြေမှုကိုကင်တွယ်ပုံကင်တွယ်နည်းကိုမေတ္တာတယောက်တည်းအနေနဲ့လည်းပဲဒီကင်တွယ်ပုံကင်တွယ်နည်းမေတ္တာတရားရှိရတယ်မိသားစုအနေနဲ့တငယ်ချင်းအုပ်စုအနေနဲ့လည်းပဲရှိရတယ်ရက်ကွက်အနေနဲ့လည်းရှိရတယ်မြို့နယ်အနေနဲ့လည်းရှိရတယ်နိုင်ငံအနေနဲ့လူမျိုးအနေနဲ့လည်းရှိရတယ်ယတိကြီးနှစ်ပါးလို့ပဲတစ်ပါးကတတိလူပြီးတော့သူကနောက်တစ်ပါးနောက်ရောက်လာတဲ့တစ်ပါးလာနေတာဟောစိတ်ထဲမှာတမျိုးဖြစ်အဲ့တော့အိတ်တဲ့ခါကျတော့လည်းပဲတကယ်ပေါ့နာအပေါ်ဝါနာမှာသွားပြီးတော့အိတ်တယ်ညအိတ်ညထတော့ဒီတေးတစ်ပါးကအမောင်ထဲမှာဆိုသွားနေပြီသွားနေမိတဲ့ဒီတေးတွေစပင်ရှိတယ်လေစပင်သွားနေမိတဲ့ခေါင်းနေမိနေနေအဲ့ဒါနဲ့မကြည့်နိုင်ပြီးတော့ပြောတယ်ပေါ့ဆယ်နေမိတဲ့ရသေးလေတောင်းပန်ပြီးတော့အဲ့ဒီအကောင်းမှတ်ထားဒီဘက်ဆိုရင်ခေါင်းဒီဘက်ဆိုရင်ခြေနောက်ခါထပ်ထားတဲ့ခါကျတော့အပေါင်းမှာအိတ်တဲ့ရသေးရတယ်ပဲခဏငါဒီဘက်ကိုခေါင်းလက်ငါခေါင်းလာနေမိဆိုတော့သူခေါင်းကိုဟိုဘက်လက်ခေါင်းနဲ့ချင်းလက်ပြီးတော့အိတ်နောက်ထားရတဲ့လေခဏငါခေါင်းကငါဟိုဘက်သွားတာခေါင်းသားနေမိဆိုဒီတစ်ခါချစ်ထောက်ဖက်နေသွားမယ်ဆိုတော့မှတခါလည်းချစ်ထောက်သွားနေအမအိုခေါင်းသားနေမိပြန်စိတ်မထားတတ်တဲ့ရတဲ့တော့ဒါငါဥခေါင်းတင်တယ်လို့လာနေတာယောနိကောမနတိကာရဒုက္ခနဲအောင်တွေးတဲ့အတွေ့အဲ့ဒါယောနိကောမနတိကာရပြဿနာနဲအောင်တွေးတယ်ပြဿနာနဲအောင်တွေးပြဿနာမဖြစ်အောင်တွေးတတ်တယ်မဖြစ်သေးဖြစ်ပြီးသားပြဿနာနဲအောင်တွေးတတ်တယ်ကြီးတဲ့ပြဿနာနဲ့ငယ်တော့အောင်တွေးတယ်ယောနိကောမနတိကမရှိတဲ့ခါကျတော့ခေါင်းနဲ့ခါလာနေမိတာကျွတ်မလို့နိုင်တော့အဲ့တော့ချင်းချင်းကြိတ်ဆဲကြတာပေါ့ကြိတ်ဆဲလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲဒါတို့ရဲ့နောက်ဆက်ဆိုင်လန်နေအဲ့တော့နောက်ဓမ္မပဒတက္ကရာထဲမှာပဲနောက်တစ်ခုရှိတယ်ဒါလည်းပဲဓမ္မရိကဆရာတော်ကြီးတွေခဏဟောပြီးပါတယောက်ဟိုကြောင်ဖြစ်လိုက်ကြွယ်ဖြစ်လိုက်ဆိုတဲ့ဟာလေးလင်းတူမရမကြည့်နဲ့နောက်ချက်တစ်ဖြစ်လိုက်တမင်ဖြစ်လိုက်အဲ့ဒီလိုပေါ့ဒေါသကိုအာဃာတကိုအခြေခံပြီးတော့ယဉ်ညိုးထားမှုကိုအခြေခံပြီးတော့မိမိရဲ့အစမပြေမှုကိုကြည့်အစမပြေမှုကြည့်တဲ့နေရာမှာ
ဒုက္ခနဲ့အောင်ကြည့်နေစားအာဃာတစိတ်နဲ့ဒါကြည့်နေတယ် revenge လုပ်ချင် let's answer it ဘုံကြာပါပြီ7နှစ်ကျော်နဲ့20နှစ်မှရှိပြီကိုရီးယားတရားစခန်းပေါလို့တော့တိုက်သူချောင်းလာပေါ့6ခုဗုဒ္ဓဘာသာတိုက်သူချောင်းလာလေးစုပေါင်းပြီးတော့တရားထိုင်ကြဘုံကတမိုင်းလေးအဲ့ဘက်ဒီရှေ့အာရှပိုင်းတမိုင်းလေးကြည့်လေးဖတ်မထားတတိမထားမိတဲ့အချက်လေးတစ်ခုပဲဖတ်ပြီးတော့မေးနေချက်လေးတစ်ခုကိုရီးယားနိုင်ငံကိုဂျပန်ကတော့အုပ်စိုးပြီးတော့ဘယ်လိုပြုမှုလဲဆိုရင်အဲ့တော့ဂျပန်အကြောင်းပြောရဲဆိုရင်သူကစိတ်ထဲမှာချက်ချင်းထောက်နေဖြစ်အဲ့ဒါမျိုးတမိုင်းကိုပြန်ကြည့်တဲ့နေရာမှာသူကကြည့်တိုင်းတမိုင်းကိုကြည့်တိုင်းတမိုင်းအကြောင်းကြားတိုင်းဆွေးနွေးတိုင်းစိတ်ထဲမှာပါပြန်ဆိုတော့ဒေါသဖြစ်တဲ့အာရဖြစ်တယ်တမိုင်းမကြည့်အောင်လည်းတမိုင်းမသိအောင်လည်းသိရတာပေါ့ပုပ္ပေနိဝါဒနုတ္တိဆိုတာကအတိတ်ကိုကြကြနနာအတိတ်စိတ်ပြန်သိရတယ်ပြန်သိဖို့လိုတယ်အဲ့ဒါမှတရားရမိုက်ဖို့ရတယ်ဆိုဒါပေမဲ့သဘောစိတ်သဘောထားမှန်လို့ဆိုရင်အတိတ်ကိုပြန်သတိရတာသူကအစင်မပြေတဲ့ဟာပဲသွားသတိရတယ်အစင်ပြေတဲ့ဟာသတိရတာမကောင်းတဲ့ဟာတွေပဲသွားပြီးတော့ကြည့်ကောင်းတဲ့ဟာမတွေးမိ emotion အရာ imbalance ဖြစ်မညီမျှဖြစ်စိတ်ခံစားတစ်ဖက်ဆောင်နေဖြစ်ဒုက္ခဖန်တီးစေတတ်တဲ့အမြင်အာယောနိကောမနတိကာအဲ့ဘက်ကိုတော့တစ်ဖက်ဆောင်နေဖြစ်ဒုက္ခနဲ့အောင်လူတိုင်းဒီလူသားတွေနေနေဆိုတွေ့တော်နိုင်ဆိုတာရှိဒါပေမဲ့အဲ့ဒီယောနိကောမနတိကာဆိုတဲ့စွမ်းရည်ဒုက္ခနဲ့အောင်တွေးတတ်တယ်မတွေးဘူးဒီတိုင်းမဲ့ဘာသာရေးဒီစနေဘာသာရေးတစ်ခုနဲ့တစ်ခုမတူတဲ့ဟာတွေပဲသွားပြီးတော့ကြည့်နေတယ်တူတဲ့ဟာတွေမကြည့်ဘူးမတူတဲ့ဟာပဲသွားပြီးတော့ကြည့်တယ်ဆိုရင်တော့ကြောက်စိတ်တွေဖြစ်တာပေါ့ငါတို့နဲ့မတူဘူးသူတို့ကတစ်ဖက်ကတော့သူ့ဖက်ကိုယ်ဖက်အဲ့လိုဖြစ်တူတဲ့ဟာမကြည့်ဘူးအနေနဲ့မိတဲ့လူရှိလို့ပြောခဲ့ပြီးဒီနေ့အရေးကြီးလို့ထပ်ပြောလိုက်ဒါဘုံအောင်ရဲ့ကိုယ်ပိုင်ပုံပြင်လေးမဟုတ်ပါဘူးဒီဘာသာရေးဆွေးနွေးပွဲထဲမှာပြင်သူစာရီတပါးကပြောပြတဲ့ပုံပြင်ဖြစ်ပါတယ်ကျွမ်းလာတဲ့ဟိန္ဒူစာရီ10ပါးလောက်အကုန်လုံးပညာတတ်တွေတရားတွေလည်းရှိကြတယ်ဟောတဲ့ဖြစ်တဲ့သူတို့နဲ့အမြင်မတူတဲ့ဟာတွေသူများပြောနေတယ်သူကစိတ်ထဲမှာအေးစီလာပြီးတော့ပြောတယ်တချို့ပညာရှင်တွေကြတော့တရားစာရီတွေလားတရားမရှိတချို့သိတာပြောပြီးဆိုတော့နဲ့မောနဲ့အဲ့ဒါမျိုးပြောတယ်စာရီတွေကတော့အေးစီပဲ calm ဖြစ်တယ်ပေါ့အေးစီ emotion နဲ့အေးစီတင်မောအရန်ကြီးတဲ့တင်မောလို့လှိုင်းလုံးဘလောက်ပဲကြီးအဲ့လှိုင်းလုံးရဲ့ထံကိုခံတယ်တေးတဲ့လေးဆိုရင်တော့မောက်သွားအဲ့ထဲကစာရီတွေကပြောပြတယ်
အစင်မပြေမှုဖြစ်ရင်ဒါကြောက်စိတ်ဝင်တယ်ဘာများဆက်ဖြစ်မှာဘာများထပ်ဖြစ်မှာကြောက်စိတ်ဝင်အဲ့စာရီရဲ့ဥပမာကတော့တော်ရဲ့မှာတယောက်တည်းပဲနေတယ်လူဘယ်သူနဲ့မှမတွေ့အခုခါကအဲ့လိုမျိုးရှာဘယ်သူနဲ့မှမတွေ့ဘူးလို့ရှာအပြင်ကနေတော့တွေ့ဘူးကြတယ်စိတ်แท้ကိုတော့သူများစိတ်ထဲကိုတော့တွေ့ဘူးလို့သူများစိတ်ထဲအတွင်းစိတ်တွေ့ဘူးနေပါတယ်ရှာသူများအတွင်းစိတ်လို့ပြောနေတာမကောင်းတဲ့ဒီ negative ဘက်ကနေကြည့်မယ်သူပုံများသူများရဲ့မကောင်းစိတ်သူများအတွင်းစိတ်ဆိုတာကကိုယ့်ရဲ့အတွင်းစိတ်ကိုသိသူများအတွင်းစိတ်ကိုသိတာအစင်မပြေမှုကိုလူတိုင်းကရှောင်ရှားခြင်းနဲ့ရှိနေတဲ့အစင်မပြေမှုပါပြောက်ခြင်းနဲ့ရှိတဲ့အစင်ပြေမှုဆက်လက်ပြီးတည်ရှိစေခြင်းနဲ့ဒါကလူတိုင်းအတွင်းစိတ်တချို့ကြတော့အတွင်းစိတ်ဆိုတာကကိုယ်ကိုယုံတယ်မယုံဘူးအဲ့အမျိုးတွေသွားပြီးတော့အတိတ်ပဲခွင့်ဆိုတာယုံနဲ့မယုံဘူးဘယ်လိုတတ်မှာတော့ကိုယ်နဲ့အတင်းပြောရင်အတင်းပေါ့ပြောဖို့ပြောခိုင်းစတာကိုယုံတယ်ဟုတ်တယ်မလားဒါဒီလူရဲ့အတွင်းစိတ်ထားတယ်အဲ့လိုသွားပြီးတော့ထင်တာတခြားလူရဲ့ဒီအတင်းတွေနောက်ဒီရဲ့လူရဲ့ချက်တွေလာပြီးတော့ပြောပြလို့ဆိုရင်အထူးဖြစ်တယ်သူဒီအတင်းတွေလာပြီးတော့ဟောက်တယ်မချဘူးဆိုရင်ဒီလူကယုံကြည်စရာမရှိဘူးဆိုပြီးတော့အများစုကအတင်းပြောတာကိုဘဟုပြုပြီးတော့မိတ်ဖွဲ့ချက်မိတ်ဖွဲ့ခြင်းရဲ့မိတ်ဆွေဖွဲ့နေရာမှာဒီမိတ်ဖြစ်ဆွေဖြစ်ဖို့အတွက်အဓိကအင်္ဂါရက်ကကိုယ်နဲ့အတင်းပြောဖို့ပြောဖက်ဖြစ်မှာအဲ့လိုဖြစ်အတင်းပြောမယ်ဆိုရင်ကိုကတစ်ဖက်ကအတင်းပြောခံတယ်အဲ့လိုနဲ့ကိုမေတ္တာနေပါမေတ္တာနေပါအဲ့တော့လူတယောက်ရဲ့ယုံကြည်မှုကိုရဖို့အတွက်တခြားလူရဲ့ယုံကြည်မှုကိုကလက်လွတ်လိုက်ဒီ investment ဒီရင်းနှီးမြှုပ်နှံမှုရေရှိမသွားနိုင်ရေရှိမသွားနိုင်အဲဒါမြတ်စွာဘုရားကဥစုစဒုက္ခစုစမေတ္တာပြုတယ်ဥစုစကဒီကိုအမူအရာနဲ့နှုတ်မူအရာအထူးသဖြင့်အပြောမှာအပြောဆိုhonest ဖြစ်တယ်ပေါ့မှန်ကန်အတင်းမပြောသူဟုစုစစိတ်ထဲမှာမှန်ဥစုစကကာယကံနဲ့ဝစီကံဖြောက်မှတ်တယ်သူဟုစုစကမနောကံတိအောင်အဲ့တော့မေတ္တာပွားပါမေတ္တာပွားလုံးစုံများစွာတတဝါကြမှာကိုယ်စိတ်နဲ့ပါစေအဲ့လောက်ဆိုလို့လည်းကိုယ်မပြီးသေးဘူးကျမ်းမာကိုယ်စိတ်မြဲပါစေဆိုတာကဘာကြောင့်လူတွေကိုကျမ်းမာစေဖို့အတွက်ကိုယ်ကအဲ့ဒီစိတ်ကိုထားတင်တာတော့စိတ်အဲ့လိုဥတည်တာတော့ဆိုတော့ဘဝမှာအစင်မပြေမှုကိုယ်မှလည်းရှိတယ်သူတို့မှလည်းရှိတယ်အစင်မပြေမှုတွေနဲပါစေကင်းပါစေအစင်ပြေမှုတွေဖြစ်ပါစေညာပါစေကိုယ့်ရဲ့အစင်မပြေမှုကိုကြည့်ပြီးတော့ကိုချင်းစားတယ်ကိုချင်းစားတယ်အဲ့တော့ရန်ကုန်မှာကားချက်တဲ့ဆိုရင်ကားချက်တဲ့နေရာမှာအစင်မပြေတာလေးတွေဖြစ်တယ်အစင်မပြေတာလေးကိုကြည့်ပြီးတော့ဒေါသဖြစ်မဲ့အစား
အဲ့ဒီအချိန်မှာမေတ္တာပွားဖို့အတွက်အခွင့်အလမ်းရတယ်အစမပြေတာလေးကိုယ်စိတ်နဲ့နှလုံးသားနဲ့ပွေပိုက်လိုက်ပွေပိုက်တဲ့အခါဘုန်းကအင်္ဂလိပ်က embrace ဆိုတဲ့စကားလုံးကိုဘာသာပြန်လဲပွေပိုက် embrace အစမပြေမှုကိုပွေပိုက်တဲ့အခါဘာပြောတာတော့အစမပြေမှုမရှိခြင်းဘူးအစမပြေမှုကိုကြောက်တယ်ဆိုမှဘာလို့ပွေပိုက်အောင်လဲဒီလိုနေစားရှိညသောဘုရားကအစမပြေမှုဟာမိမိစိတ်ကြောင့်ဖြစ်တာလည်းဖြစ်နိုင်တယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာအစမပြေတဲ့ဟာလေမျက်စိနဲ့မြင်တာအစမပြေတဲ့နားနဲ့ကြားအစမပြေတဲ့ဟာလေကိုယ်စိတ်မထားတတ်လို့ကိုယ်စိတ်မထားတတ်လို့စိတ်ဆင်းတာလည်းဖြစ်နေတယ်ဒါကြောင့်အစမပြေမှုကိုအစမပြေမှုအနေဖြင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေမဖြစ်စေချင်ဘူးဆိုရင်အဲ့ဒီအစမပြေမှုကိုနားလည်ကောင်းနားလည်သစ္စာ၄ပါးနဲ့ပြောလို့အစမပြေမှုဒုက္ခသစ္စာအစမပြေမှုကိုဖန်တီးပေးနေတဲ့စိတ်မှန်ကန်အောင်မကြည့်တတ်တဲ့စိတ်အာယုံတွေတော့မဖြစ်ကြဘူးအစမပြေမှုဖြစ်တိုင်းတုံ့ပြန်တဲ့အကျင့်တွေ habitual reaction အကျင့်တွေဒေါသဖြစ်လာမဟုတ်ရင်လည်းအစင်ပြေတဲ့ဟာတစ်ခါပဲလိုက်ပြောရှာလိုက်အစင်ပြေတဲ့မှုကိုတောင်းတလိုက်သူ့နောက်ကိုလိုက်ပြေးလိုက်အစင်မပြေမှုကိုထွက်ပြေးလိုက် running away from inconveniences and running after conveniences ဒုက္ခနောက်ကိုစမပြေတဲ့အခါကျတော့ဒုက္ခနောက်ကိုလိုက်တယ်ဒုက္ခနောက်ဒုက္ခကိုတောင်းလိုက်တော့လိုက်တယ်ဒုက္ခတွေချက်ချင်းမဖြစ်ဘူးကားထဲမှာကားကြက်နေဆိုတော့ဘယ်လိုမှထွက်သွားလို့မရဘူးသူများကြားမှာပိတ်နေအဲ့ဒီအချိန်မှာချောင်းချိနဲ့ကားမောင်းတဲ့အရာတွေသွားတွေးနေတာစိတ်ဆင်းရဲစိတ်ပေါ်ဆင်းရဲအောင်ပဲရှိရင်ဆိုင်ရမယ်ဒုက္ခကိုရင်ဆိုင်အစမပြေမှုကိုရင်ဆိုင်ရင်ဆိုင်တဲ့နေရာမှာသူကမေတ္တာနဲ့ရင်ဆိုင်တယ်ဒေါသနဲ့ရင်ဆိုင်တယ်မေတ္တာနဲ့ရင်ဆိုင်ဖို့ဆိုတာသူကဒီတိုင်းမဖြစ်ဘူးမေတ္တာရဲ့အခြေခံလေးပဲရှိတယ်ခရောင်းကပြောတယ်အစမပြေမှုဖြစ်ရင်အစမပြေတာကိုချက်ချင်းသိတယ်တတိယ mindfulness အဲ့ဒါလေးကိုတည်တဲ့တတိအခြေခံတော့တတိပဋ္ဌာန်ပြောတော့မြတ်စွာဘုရားကဘယ်လိုသင်ထားတော့ဆိုတော့အစင်မပြေလို့စိတ်ထဲမှာဒေါသဖြစ်တဲ့ဆိုရင်အဲ့ဒေါသကိုတည်လိုက်ပါထွက်မပြေအနိကပ်ပြီးတော့ကြည့်အနာကပ်ကြည့်အဲ့ဒေါသအစင်ပြေလို့စိတ်ထဲမှာချမ်းသာတယ်စိတ်ထဲမှာပါရတယ်တင်းတိမ်နေဆိုရင်ပဲပါရတဲ့စိတ်လေးကိုကြည့်လိုက်ပါတာဒေါသမှာစိတ်တယ်နေဒေါသမှာစိတ်ဒေါသဖြစ်တဲ့စိတ်နဲ့ဒေါသမဖြစ်တဲ့စိတ်နှစ်ခုစလုံးကိုသူအရှိကိုရှိနိုင်ငြိမ်ခိုင်းတယ်ကြည့်ခိုင်းတယ်အဲ့ဒီလိုကြည့်နိုင်မှာအဲ့ဒီအခြေခံလေးရှိတယ်တတိအခြေခံ mindfulness အခြေခံလေးရှိတယ်မေတ္တာကကြီးထွားတယ်အားလုံးသိတဲ့အတိုင်းမေတ္တာတော့ရဲ့မေတ္တာတော့ဖြစ်ပေါ်လာမှုအကြောင်းဝါဇုခဏီယဟန်အဘာပေါင်းမဟာယမြတ်စွာဘုရားစီမှာကမ္မထံနိလန်ဒီတရားနဲ့နိလန်အပြည့်စုံပြီးသွားတယ်အစင်လေးအကုန်လုံးမက်ပေါက်ဖို့ပေါက်ရောက်နိုင်သည့်အထိတရားထိုင်ပုံထိုင်နည်းတွေမြတ်စွာဘုရားစီမှာအကုန်ပြီးသွားပြီးတော့
ဒီနေရာမှာကိုယ့်ကိုတရားသွားကျင့်တယ်တော့အားလုံးသိတဲ့အစွန်ပြားကြားတဲ့ရွာနာရောက်သွားပြီးတော့တရားတွေလည်းပဲရန်တာလေးရှားတဲ့ဒေတာဆိုတော့ဒီပြီးတော့တို့နာမှာဝါစုပါဒီပြီးတော့တို့ကဆုံးကုန်းကိစ္စဝယ်ဝယ်စားပြုလုပ်မယ်ဒီပြီးတော့လည်းပဲရှင်များတို့မီးပြီးတော့သီလတွေစောင့်တည်ရတာပေါ့တရားတွေနာတာအဲ့ဒီလိုရှောက်တဲ့တခါရှိလို့ဝါစုခါနီးမှာအဲ့ဒီရွာနာမှာရှိတဲ့တောထဲမှာသွားတရင်ထုတ်ရတယ်တရင်ထုတ်ပြီးတော့တရားထိုင်တယ်အားလုံးသိတဲ့အတိုင်းတိပ္ပံပေါ်မှာနေတဲ့ယုတ်ကစုနဲ့တည်းသူတို့လည်းပဲဒီကာမပုံထဲမှာနေဆိုတော့ဒါမိသားစုကြီးယဟန်တွေကဒီလိုက်ရှိတဲ့ယဟန်တွေဓမ္မတိပွားများနေတဲ့ယဟန်တွေပညာဖြစ်အောင်ပွားများနေတဲ့ယဟန်တွေဆိုတော့သူတို့ကတိပ္ပံပေါ်မှာမနေရဲဘူးနေပင်ပေါ်မှာဆင်းနေကြဘလောက်ထိစမပြေဖြစ်မှာတော့ကိုချင်းစာကြည့်အဲ့တဲ့လာတယ်တရားနာပေးလိုက်တာမိမိအိမ်ကိုဖယ်ပေးရပြီးတော့တရားညံမှာခဏလေးသွားနေအိမ်မှာထားတဲ့ဖြစ်စီတွေဘာပေါ်နေအလေးထားတဲ့ဖြစ်စီဒီတောင်းနာမှာထားတဲ့ဖြစ်စီအကုန်လုံးရွှေ့ဖို့လည်းမဖြစ်နိုင်inconvenient ဖြစ်တယ်အဆင်မပြေမှုတွေဖြစ်တယ်အဆင်မပြေမှုတွေအဲ့ဒီနတ်တွေလည်းအဆင်မပြေမှုအဆင်မပြေမှုဖြစ်တော့ဒါလူတိုင်းရဲ့စိတ်ပဲဒီတိုင်းဖြစ်တယ်တကယ်လို့ဒီမှာခုတရားဟောနေတော့ဘေးနာအတန်အယမ်းစုတယ်ဆိုရင်ဒီအဆင်မပြေအတန်နောက်ဆက်နေတဲ့အတန်ဘယ်တော့ပြောက်သွားမှာတောင်းတတဲ့လူကြီးပဲဘုံကိုယ်စင်ကာပူနိုင်ငံသီရိလင်္ကာရာမယဆိုသီရိလင်္ကာကျောင်းမှာ7မိုက်ခရိုပဲရှိတယ်ဂျာပါပြီး1999တော့အဲ့မှာရှေ့စကန်လို့စတဲ့နေ့မှာတရားစခန်းဆိုင်တိုက်ဆိုင်သူတို့ကျောင်းပြင်နေတာစားခါလေဒီအလုတ်မားလေးအတန်တော့ထုလိုက်ထောင်းလိုက်ထုံတရားနာတဲ့လူတွေတရားနာစက်ပြီးဆိုရင်အဲ့ဒီအတန်ကြောင့်ဘလောက် inconvenient တယ်ဘလောက်အဆင်မပြေဆိုအဲ့ဒါကြီးပြောအဆင်မပြေအဲ့ဒီအတန်ကနောက်ဆက်တဲ့ခံကြတော့ဓမ္မတိမရနိုင်ဖြစ်ချင်တော့ရှေ့နဲ့မြောက်မှာတရားစခန်းလေးပြီးတော့သူတို့အလုပ်လည်းပြီးဖြစ်ချင်တယ်ကျနနာတိုင်ပင်ထားရတော့အဲ့လိုဖြစ်ချင်မှဖြစ်အဲ့ဒီတိုင်းနဲ့အဆင်မပြေမှုဖြစ်တာတရားသွားတိုင်းလည်းရတယ်ပထမဆုံးတော့ဖယ်ပေးရတဲ့ယုံစုနဲ့အဆင်မပြေမှုဖြစ်တာနောက်တစ်နေ့ဆုံးခံသွားပြီးဆုံးခံပါအပြန်သွားရင်ဟာမပြန်သေးဘူးပြန်လာဒီမှာတကားလေးဆုံးကပ်ဖို့ပင်ထားလို့တရားဆက်ပြီးတော့နေမယ်ထင်တယ်ဆိုတော့ဆက်လက်တီးခံဒါမှမဟုတ်တရားနောက်တရားလည်းဆုံးခံသွားပြီးတော့ပြန်ဒီမှာပဲလာနေဒီလိုနဲ့တစ်ပတ်ဒီလိုနဲ့နှစ်ပတ်အဲ့လိုကြားတဲ့အခါကျတော့အဲ့မှာနေတဲ့နတ်တွေအစင်မပြေတဲ့သူတို့အစင်မပြေတဲ့အခါကျတော့သူတို့ကိုအစင်မပြေတဲ့လူကိုပြန်ပြီးတော့အစင်မပြေမှုဖြစ်အောင်လုပ်တယ်အဲ့လိုလုပ်ရင်ကိုယ်အစင်မပြေဖြစ်အောင်လုပ်တဲ့လူကထွက်သွားပြီးတော့ကိုယ်အစင်မပြေမှုကငြိမ်းအေးသွားမယ်ဒါကလူအများစုတွေးနေလူတယောက်ကအလုံးမှာကိုယ်နဲ့တိတ်ပြီးတော့ကိုယ်တိတ်ပြီးတော့မကူညီဘူးဖေးဖမမမရှိဘူးအချက်လက်တွေလောလောမယ်ဆိုတိတ်မကူညီချင်ဘူး
ဒါမျိုးတွေဖြစ်တယ်ဆိုရင်အဲ့လူပေါ်မှာစိတ်ကတင်းနေအဲ့လူနဲ့တွေ့ရင်စိတ်တင်းတင်းမှာ tension ဖြစ်နေအဲ့ဒီ tension အတင်းမာနေလေဆိုရင်ဒီကအဲ့ဒီစိတ်ကဟို boomerang ဆိုတာကပါလေမသိပါဘူးမြန်မာလိုပြောတယ်ဒီလိုကိုဒီပေါ်လုံးလေးမှာဒီပေါ်မှာပြစ်လိုက်တယ်ဆိုရင်ပေါ့နိုင်ကိုပြစ်လိုက်တယ်ဆိုတော့သူကပြစ်တဲ့ဘက်ကိုပဲပြန်ကန်တယ်လေပြစ်တဲ့လူစီပြန်ရောက်တာအဲ့ဒီ effect ရှိတယ်အဲ့ဒီတန်ပြန်မှု reaction ရှိ tension ဆိုဒီတင်းမာမှုဆိုတာဒီတိုင်းပဲအလုပ်လုပ်တဲ့နေရာမှာယုံမှာလူတယောက်ကစိတ်တင်းမာမှုရှိပြီဆိုရင်အဲ့တင်းမာမှုရတုံးပြန်အဲ့ဒီတင်းမာမှုကိုတုံးပြန်တဲ့ဟာတွေဆိုဖြစ်လာတယ်အထူးဖြင့်ကိုယ်ကရောနေတော့မတိကမကြည့်တတ်ဘူးဆိုရင်တချို့နေရာကျတော့ကိုယ်အစမပြောင်းလုပ်တဲ့လူအထင်သေးမိတယ်တချို့နေရာစိတ်ခွက်မိတယ်တချို့နေရာကျတော့သူ့ကိုလောကီပိုင်းဆိုင်အထင်သေးလို့မရလို့သူ့ကိုသူရှိတာစိတ်ထဲမှာမလိုချင်တဲ့စိတ်သူ့ကိုမကြိုက်တဲ့စိတ် dislike ဆိုတာဒါလည်းဒေါသတစ်မျိုးအဲ့ဒါတွေဖြစ်လာပြီဆိုရင်လူတွေကဘယ်လိုတွေးလို့ငါ့ကိုဒီအချက်လည်းငါတောင်းတာဒီချက်လည်းမပေးဘူးသူတောင်းတဲ့အခါကျငါမပေးတော့ဒါကလက်စားချေတာဖြစ်သွားလက်စားချေတယ်ဒါတမစီအထမ်းတော့တင်လာတဲ့ဟာလေးวันนี้น้อง30ကျော်ဆိုတော့မိတ်ဒီကောင်34နှစ်ရှိတယ်မှာဆရာတောင်းအဲ့ဒါနဲ့ကြည့်စားလေးဒီအစားပွေးလေးလေးစီတောင်းမေတ္တာအာဃာတဝိနည်းပစ္စုပ္ပတ္ထနာဒီလက်စားချေခြင်းနဲ့အတွေးကိုသူဖြောက်ပေးတယ်အစားဒီလက်စားချေခြင်းနဲ့ဘက်ကိုသူဥမထဲစေလက်စားချေခြင်းနဲ့ဘက်ကိုကိုကတွေးနေတယ်ဆိုရင်ငါဒီလိုလုပ်ဘူးလေငါတစ်ချက်ကန်ဘူးငါတို့သူတစ်ချက်ပြန်ကန်တယ်ဟုတ်တယ်မလားငါအိမ်ရှိမှတော့ဟွန်းတစ်ခါထိဆိုတာသူ့အိမ်ရှိမှငါဟွန်းတစ်ခါထိဟုတ်တယ်မလားငါအကြောင်းဘသူရှိမှတော့ပြောဘူးလေဘသူရှိမှသွားပြီးတော့အတင်းပြောတယ်သူ့အကြောင်းဘသူရှိမှငါသွားပြီးတော့အတင်းပြောလိုက်အဲ့လိုပြောလဲသွားပြီးတော့လက်စားချေအတင်းလေးပြောမစိတ်ထဲမှာဘယ်လိုဖြစ်သွားလဲตายအောင်ပါဒီလိုက်ဖြစ်ตายအောင်ပါနန္တိရာဂဒါဟကတာတတိပ္ပံဒီဓမ္မစကြာတုတ်တယ်သမုဒိယသစ္စာတွေနန္တိရာဂဒါဟကတာตายရတဲ့စိတ်ရဖြစ်တယ်အဲ့ဒီตายတဲ့စိတ်ကဒါပျော်ရွှင်မှုမဟုတ်ပျော်ရွှင်မှုအစစ်မဟုတ်ဒါမဲ့လူအများစုကဒီနည်းကိုရွေးကြအများစုဒီနည်းရွေးကြဘုံကအနာဥရောပမှာနှစ်ပေါင်း20ကျော်ဥရောပအရှေ့ပိုင်းအလယ်ပိုင်းပြီးခဲ့တဲ့7နှစ်လောက်စပြီးတော့နေစဉ်သွားထားနိုင်ဖြစ်နေရတယ်ဥရောပတိုက်ကပထမကဘာစစ်ဒုတိယကဘာစစ်စဖြစ်တဲ့နေရာဆိုတော့တို့မှာလက်စားချေစင်တဲ့စိတ်မချစ်တဲ့စိတ်တွေနဲ့တနိုင်ငံအဲ့လိုကြည့်တယ်တမျိုးနဲ့လူတမျိုးနဲ့တမျိုးကိုယ်ွယ်တဲ့ဘာသာတစ်ခုနဲ့ကိုအဲ့လိုကြည့်တယ်အဲ့လိုကြည့်တယ်ယူဂိုစလာဗီးယားနိုင်ငံဟောင်းအခုဆာဗီးယားနိုင်ငံဘယ်ဂရိတ်မျိုးဆိုရင်the back Ottoman Empire အခုတူရကီနိုင်ငံပေါ့လာပြီးတော့လွှမ်းမိုးလာပြီးတော့အုပ်စိုးတယ်ပေါ့တဝက်အုပ်စိုးတယ်မြို့တဝက်ဘယ်ဂရိတ်မြို့ကိုပိုင်းခြားရတယ်လေရှိ
ပိုင်းထားနိုင်တယ်နော် Ottoman Empire Ottoman Empire ကြောင့်ဘော့စနီးယားနိုင်ငံမှာရှိတဲ့လူမျိုးတွေဆာဗီယန်နဲ့လူမျိုးချင်းတူပေမဲ့စကားပြောရရင်တူပေမဲ့ကြာလာတော့အစ္စလာမ်ဘာသာကိုပဲဒီဘက်ကျတော့Ottoman ဒီမရောက်တဲ့ဘက်အဲ့ဒီဘက်ကိုလည်းပဲတခြားနိုင်ငံလာပြီးတော့အုပ်စုတာအဲ့ဒါ Austro-Hungarian ဆိုတော့ Austria နဲ့ Hungary ကသူတို့ကအရင်တော့တနိုင်ငံနဲ့ကိုသူတို့လာပြီးတော့အုပ်စုဒီ Austria နဲ့ Hungarian နဲ့အဆုံးမှာပေါ့ဟိုဘက်ဆိုရင် Ottoman Empire ဒီဘက်ဆိုရင် Austro-Hungarian အဲ့ညမှာမျိုးစိလေးသူနယ်နိမိတ်အဆုံးတမန်ထားတဲ့မျိုးစိနောက်ဟိုဘက်ကညံသူလူကြည့်တယ်မျိုးစိအဲ့မျိုးစိကလည်းဘုံဘုံဆယ်ရီယန်တကတူရဲ့အိမ်နဲ့နီးလို့အဲ့မျိုးစိမကြရတယ်မကြရမနစ်ကရောက်တော့သူတို့ပြတတ်တယ်ဘာလို့ဘုံကြီးမှန်တီတော့ဒါဘုရားဘာသာကိုယ်မှန်ဟုတ်တယ်ဒီတိုင်းလည်းဝင်ခွင့်ဒီဝင်ခြင်းမယူပေါ့ဒါမဲ့တက်ပုံအတူတူရလို့ရဆိုတော့ဝင်ခြင်းပါပဲနောက်ပြီးတော့မှတ်တမ်းအဲ့ဒါမှတ်တမ်းစာအုပ်ထဲမှာရေးပေးလို့ရမှာဆိုရေးပြီးဘုံကဝင်ခြင်းလို့ပြောတာဟာတာတော့နဲ့ပြောတာပါသူတို့ကမေတ္တာနဲ့ဝင်ခွင့်ပေးတယ်ဘုံနဲ့မေတ္တာနဲ့ရေးခဲ့တယ်မေတ္တာနဲ့ရေးခဲ့ဘုံဆိုလိုတာကအဲ့ဒီမျိုးစင်ကြီးတွေကသူကမေတ္တာမျိုးစင်ကြီးတွေမဟုတ်ဘူးရန်သူကိုကြည့်တဲ့မျိုးစင်ကြီးဒါအပြင်မှာရှိတဲ့မျိုးစင်တွေတရားနာတဲ့ပေးတတ်တယ်မိမိရဲ့နှလုံးသားထဲမှာအဲ့လိုမျိုးစင်မျိုးတွေဘယ်နှခုရှိလဲအစင်မပြေအားကိုပဲကြည့်ပြီးတော့ဘာများဖြစ်မလဲမသိဘူးဘယ်သူကဘာပြောမလဲမသိဘူးအဲ့ဒါမျိုးကိုအမြဲတမ်းကြည့်နေတဲ့မျိုးစင်ဒီထဲမှာဘယ်နှယောက်ရှိလဲမျိုးစင်ဘယ်နှခုရှိလဲဒါလေးကိုပြန်ကြည့်သတိနဲ့ကြည့်အဲ့လိုကြည့်ပြီးတော့မြင်နိုင်မှဒါကိုယ့်ကိုယ်မေတ္တာရှိတာကိုယ့်ကိုမေတ္တာရှိတယ်ကိုယ့်ကိုမေတ္တာမထားနိုင်လို့သူများပေါ်မှာမေတ္တာမထားနိုင်တရားသွားခြင်းနဲ့ယဟန်တော်တယ်တော်တဲ့တရားသွားခြင်းနဲ့ယဟန်တို့တရားခြင်းတယ်တမာတိရအောင်ကြိုးစားတယ်ပေါ့တမာတိရအောင်ကြိုးစားတယ်အဖြစ်ပြမြင်အောင်ကြိုးစားပြီးကြည်နေတယ်အဲ့ဒီလိုနေရာထိုင်မှုနဲ့ပတ်သက်ပြီးအစင်မပြေမှုတွေဖြစ်လာနတ်ကယဟန်တွေထွက်ပြေးသွားအောင်ကြောက်စရာကောင်းတဲ့ပုံတွေဖန်ဆင်းပြီးတော့ပြကြောက်စရာကောင်းတဲ့အတန်တွေပေါ်ပြတယ်အမှန်မှဆိုးရတဲ့အနတ်တွေလောက်ပြတယ်အဲ့ဒီအနတ်တွေရရင်တခါကောင်းခဲ့ပါတယ်အဲ့ဒါကြောင့်ယဟန်တွေကအဲ့ဒီအစမပြေမှုတွေနဲ့တမာတိမရတယ်တမာတိမရတယ်အဲ့ဒါနဲ့ဒီနေ့ကျတော့ယဟန်တွေကစီဝေးတော့အကြီးဆုံးတစ်ပါးဘုံဘုံတင်တာပို့ပြီးတော့တန်ခံနိုင်တဲ့တစ်ပါးဖြစ်တယ်ပို့ပြီးတော့မေတ္တာရှိတဲ့ပါဖြစ်တယ်တာငါငယ်လေးတွေမေးကြည့်တာဘာဖြစ်ကြတာတော့ဒီရောက်ခါစားတော့မျက်နှာနဲ့ရှင်းပြလူကလည်းဒီလိုခက်ထောင်းတော့မောင်းအခုကြတော့အ
အပားနဲ့ဘာနဲ့ကိုလိုကပိတ်နေပြီးတော့မျက်နှာနဲ့ညှိုးနေဘာဖြစ်တာလဲအဲ့ဒါနဲ့ရဟန်းကြီးပြန်ပြီးတော့ရှောက်တာဒီပြီးတော့ဒီလိုဖြစ်တယ်ဒီလိုအတန်လေးကြားရတယ်ဒီလိုရုပ်တည်မြင်ရတယ်ကြောက်စရာကောင်းရတယ်ဒါလည်းဒီပြီးတော့တတိပြီးလွတ်သွားပြီးတော့ဓမ္မကြီးမရဘူးအဲ့ဒါနဲ့ဒီတိုင်းဆိုရင်မြတ်စွာဘုရားကပထမဝါဒုတိယဝါနှမျိုးဟောတာလေဒုတိယဝါဆိုရင်နောက်တစ်လနောက်ကြပြီးတော့ဝါဆိုလို့ရတယ်ဒါဖြင့်မြတ်စွာဘုရားစီပြန်လျှောက်ပြီးတော့ဒီကြောင့်ပြန်လျှောက်ပြီးတော့နောက်တစ်နေရာမှာသွားပြီးတော့ဝါဆိုကြရအောင်အဲ့ဒီတောထဲကိုပြန်သွားဖို့အတွက်စိတ်ကူးမရှိဘူးဒါကအစင်မပြေမှုနဲ့တွေ့အဲ့ဒီအစင်မပြေတဲ့နေရာကိုသွားဖို့အတွက်အစင်မပြေတဲ့လူနဲ့တွေ့ဖို့အတွက်ဟိုစိတ်ထဲမှာအယံကို reluctant ဖြစ်တာအယံကိုယဉ်လေးဒီယဟန်တော်တွေဟာနောက်ထပ်2လလောက်ဆိုရင်ယဟန်တာဖြစ်မဲ့ပုဂ္ဂိုလ်တွေအဲ့လောက်ဒီအစင်မြင့်တဲ့ပါရမီပြည့်နေတဲ့ပုဂ္ဂိုလ်တွေအဲ့လိုပုဂ္ဂိုလ်တွေတော့မခံနိုင်တကြိမ်လောက်ပဲဆယ်စကားထိုင်မှုလေဆိုရင်ဘုဆိုးမှာအစမပြေမှုနဲ့တွေ့အစမပြေတာကြားတယ်အစမပြေတာအစမပြေတဲ့လူနဲ့တွေ့ရတယ်ဘယ်ရောက်သွားတော့ချက်ချင်းမျိုးစင်းဖို့ချက်ချင်းအောင်မျိုးစင်းမှာပြီးတော့ကြည်တာလေဒီအနည်းနားနဲ့ကြည်တယ်မှန်ပြောင်းနေကြည်လိုက်တယ်ဖုန်းနဲ့လည်းညားတဲ့အခါကျတော့ဖုန်းဆက်ပြီးတော့ဟေ့ဘယ်သူအများငါအကြောင်းပြောသေးတယ်အဲ့ဒါဘယ်နဲ့ဆက်တာတော့အဲ့တဲ့မျိုးစင်းပေါ်နဲ့ဆက်အဲ့မျိုးစင်းလေးပုံမှန်တရိယာအဲ့ဒါကြည်ပြီးတော့Balkan state Balkan ဒေသမှာစစ်ဖြစ်တယ်1990ကျော်တော့စစ်ဖြစ်ကြဘောစနီးယားစစ်တို့ဘောစနီးယားနဲ့ဆာဗီးယားကြားခရိုအေးရှားနဲ့ဆာဗီးယားကြားအဲ့လိုဖြစ်ကြတာပေါ့လူတိုင်းရဲ့စိတ်ထဲမှာအဲ့ဒီမျိုးစင်းရှိမကြည်နဲ့တဲ့စိတ်နဲ့တမိုင်းကိုပြောတယ်ဟုတ်တယ်မလားအတိညာဖြစ်အောင်နောက်ပြီးတော့ဒီအမားတွေမလုံးမိအောင်သူ့ဘက်ကိုယ်ဘက်မလုံးမိအောင်ဒီလိုမှန်ကန်တဲ့ယောနေတော့မလည်းသိကြတာနဲ့တမိုင်းပြောတယ်မဟုတ်ငါ့ကိုဆဲကူတယ်ငါ့ကိုဒီလိုအစင်မပြေအောင်လုပ်ဘူးတယ်ဆိုပြီးတော့အကောစီမန်ဝါဒီမအစီမန်ငါ့ကိုဒီလိုအနိုင်ယူဘူးတယ်အဲ့ဒီလိုပုံစံမျိုးနဲ့လောကကိုကြည့်တဲ့အခါကျတော့မေတ္တာဖြစ်ခွင့်မရှိဘူးစိတ်နိုင်ဖို့အနေထားမရှိအဲ့တော့သူတို့စစ်တယ်ဖြစ်ကြတယ်လူတွေအများကြီးသူတို့ရဲ့ရှေ့မှာဒုတိယဘာစစ်ရှိတယ်ဒုတိယဘာစစ်ရှိမှာပထမဘာစစ်ရှိပထမဘာစစ်လည်းဂျာမနီနိုင်ငံမှာပဲစဖြစ်တယ်ဒုတိယဘာစစ်လည်းပဲဂျာမနီကအဓိကပါဝင်တယ်ပထမဘာစစ်အဲ့ဒါလည်းဘောစနီးယားမှာဖြစ်တဲ့ဟာစိတ်ဝင်စားစရာကောင်းတယ်ဒါအဲ့ဒီယူဂိုစလာဗီးယားနိုင်ငံဒီ Austro-Hungarian ကancient နဲ့လာဘောစနီးယားမှာတွားပြီးတော့ဂျေရှုစစ်စီအတက်ခံအဲ့ဒါလက်စားရှိနေနေလုပ်လိုက်တာဘယ်လောက်ထိပြေသွားလဲဆိုပထမကစစ်ဖြစ်သွားအဲ့ဒီအကြောင်းကိုအဲ့ဒီဘောဒီဆာဗီးယားနိုင်ငံနဲ့ကပ်နေတဲ့နိုင်ငံအခုတော့ဟန်ဂေရီနိုင်ငံဟန်ဂေရီကတနိုင်ငံဩစတြေးလျတနိုင်ငံနိုင်ငံဖြစ်ပါတယ်သူတို့ကကက်သလစ်ပါတာအရင်ကဆာဗီးယားက Orthodox ခရစ်ယာန်ဘာသာကိုင်းနေမတူအဲ့တော့ Austro-Hungarian က
လာအုပ်စုတဲ့ပြီးတော့သူတို့သာနာပြုသွားတဲ့ဥပမာ Croatian ဆိုတာအဲ Orthodox ကနေပြီးတော့ Catholic ဖြစ်သွားCatholic ဖြစ်သွားအခုဟန်ဂေရီလိုနိုင်ငံမျိုးရောက်သွားရင်သူကပထမကစစ်မှာဒုတိယကစစ်မှာရောစစ်ရှုံးတဲ့ဘက်မှာသူကနေပြီဂျာမနီနဲ့မဟာမိတ်ဖွဲ့တာအဲ့တော့သူ့နယ်တွေလည်းဒီလိုပဲပိုင်းခံရတယ်သူ့နိုင်ငံသူ့လူမျိုးတွေလည်းဟိုနိုင်ငံတစ်နဲ့ရောက်တယ်ဒီနိုင်ငံတစ်နဲ့ရောက်တယ်အဲ့ဒါမျိုးတွေဖြစ်အဲ့သူတို့စီသွားပြီးဆိုရင်မချင်တဲ့စိတ်တွေကြီးအဲ့ဒါဘူဒါပက်စ်မြို့တွေကိုသွားကြည့်တယ်ဆိုရင်တိုက်ကောင်းကောင်းကြီးလေအဲ့ဒါကို graffiti ဆိုတာရုပ်ပြက်ဆင်းပြက်ဖြစ်အောင်ရေးတဲ့ဟာတွေလေတိုက်ရတာဒီအကုန်နီးပါးရှိနောက်တစ်ခုကလူတွေကဟိုစစ်ဒီဆေးရရတော့အတွင်းမှာစိတ်ညစ်နေတယ်ဆိုတဲ့သဘောမျိုးဒုတိယကမ္ဘာစစ်မှာအသက်ခံရတဲ့ဂျူးလူမျိုး6တန်းနဲ့မှာ6သိန်းကဟန်ဂေရီနိုင်ငံဂျူးဟန်ဂေရီနိုင်ငံဂျူးအဲ့တော့မကျေနပ်တဲ့စိတ်နဲ့အဲ့ဒါကိုမှတ်ထားပြီးတော့ကိုကအနိုင်ရနေခြင်းကိုခါပြန်ပြီးတော့ချကိုအားနဲ့ဟိုဘက်ကလည်းပြန်ချဒီလိုနဲ့ဓမ္မဝဒထဲမှာမြတ်စွာဘုရားဟောထားတဲ့ဟာလေးဒါကအိမ်မှာမပြုတ်ချင်ဘူးအမေကအိမ်မှာချပေးတယ်ဒါပေမဲ့ကလေးမရတော့ဒီတိုင်းဆိုရင်တော့ကလေးဒီနောက်မိမထိုက်ယူရင်ငါနဲ့ပြဿနာဖြစ်မယ်ငါလည်းကလေးမရနိုင်ငါပဲကလေးငါပဲနောက်မိမထပ်ရှာပေးမယ်ဆိုတော့လက်ရှိမိမနောက်မိမတယောက်နောက်စနီးတယောက်ဒါရှာပေးကိုက control လုပ်နိုင်မယ်လို့ထင်တာ control လုပ်နိုင်မှာဟိုအဆင်ပြေမှုနေရာနဲ့အဆင်ပြေလို့ control လုပ်ခြင်းနဲ့စိတ် control လုပ်မရဘူးဆိုရင်အဖေကတော့မှဘာကိုစိတ်ဆူတယ်အမေကလည်းပဲဒါမျိုးကိုစိတ်ဆူတယ်ဒါတော့ဒီအနန္တကျေးဇူးရှင် control လုပ်ခြင်းနဲ့စိတ်ကတော့အရင်ကြီး control မရဘူးဆရာဥဒုခရဲ့ဆရာဥဒုခမဟုတ်ရွှေဥရောင်းရဲ့အဲ့ဒီဘက်ထဲကိုကြည့်အသက်14နှစ်လောက်မှာသူ့ရဲ့ဖခင်ကသူ့ကိုဟိုလေဟိုစားရချုပ်ပြီးတော့ဟိုကျိုးလည်းချီထားတယ်နောက်အိမ်ရှိရကြည်တွင်းနားမှာနော်အဲ့ဒါလည်းချီပြီးတော့ထုတ်ရအပြစ်ကတော့ပွဲမကြည့်နဲ့ဆိုတဲ့ဟာကိုသူကပွဲအရင်ကြည့်တယ်အရင်ဝမ်းမှာပါတယ်ညအိတ်တဲ့ခါမှာသူအိတ်ချင်အောင်ဆောင်ပြီးတော့သူ့ကိုသူအယုတ်လေးတွေနဲ့အိတ်နေတဲ့ပုံစံမျိုးလှုပ်ထားတယ်သူကတော့အငိမ့်တာအလုပ်သမားတွေနဲ့သွားပြီးတော့အငိမ့်သွားကြည့်နေတာပွဲသွားကြည့်အဖေကလာကြည့်ခံတယ်တော့နံပါတ်1ငါစကားနားမထောင်နံပါတ်2ငါကိုလှည့်ပြတယ်ငါ control လုပ်မရဘူးစိတ်ထဲမှာကြောက်စိတ်အဖေရဲ့တနိုင်မှာကြောက်စိတ်လေးဖြစ်မိမယ်လို့ဘုံမယူဆတယ်အဲကြောင့်ဒေါသဖြစ်သွားတယ်ဂယုဏဒေါသဆိုဂယုဏအနေစခဲ့တဲ့မိဘရဲ့မြစ်တာဒေါသဖြစ်တဲ့ခါကျတော့ဂယုဏလောကကြောက်သွားတယ်ဂယုဏပြီးတော့ဒေါသဖြစ်သွားဂယုဏအခြေခံတာတော့မဟုတ်ခဲ့ဂယုဒီဘီးမှာသဘောအရဆိုရင်ဂယုဏနဲ့ဒေါသသူကတခါပြန်ယူမဖြစ်နိုင်ဘူးဒေါသမဖြစ်တော့တယ်အဲ့ဒါနဲ့သားကိုနောက်တစ်ခါအဲ့လိုမလုပ်ရဲအောင်ဆိုပြီးတော့နာအောင်လည်းရိုက်တယ်အရှက်လည်းခွဲ
ဆရာကြီးရွှေဦးတောင်ကသူ့ကဘယ်လိုပြန်ရေးတောင်ဆိုတော့နောက်ပိုင်းကျတော့စိတ်ဓာတ်ပေတာပိုင်းဆိုင်ရာစာအုပ်တွေလည်းဖတ်နောက်ဝိပဿနာလည်းလုပ်ဒီမေတ္တာတရားလည်းလုပ်သူ့ရဲ့စိတ်ကိုသူပြန်ပြီးတော့ကြည့်အဲ့ဒီဟာတွေပါခဲ့မှာပဲဒါကြောင့်သူကလူတွေနဲ့တွေ့တဲ့အခါမှာစကားပြောရတာသူကတိတ်ပြေဖြစ်မရှိဘူးလို့သူကိုရေးရတယ်သူကိုအဲ့လိုရေးတယ် control မရတယ်နောက်တစ်ခုကကိုဖြစ်စေချင်တဲ့အတိုင်းကိုကပုံစံသွင်းတယ်ဒီပုံစံနဲ့မဖြစ်တော့ဘူးဆိုရင်တခါမိပါမှာငါကနည်းနည်းကိုဒီလိုလုပ်ပြီးဒါလေးလုပ်ပြီးဒါလေးလုပ်ပြီးဒါလေးလုပ်ပြီးတယ်သူတို့မေတ္တာထားပြီးတော့လုပ်ပြီးတယ်အဲ့ဒါကိုပြန်ပြောပြီးတော့ရင်ထုမှန်တာဟုတ်တယ်မလားအဲ့ဒါမျိုးတွေပြန်ဖြစ်အဲ့ဒါမျိုးပြန်ဖြစ်ဒါ inconvenient အဆင်မပြေဘူးဆိုတာကကိုသားသမီးဇီးနေတော့မှဖြစ်တတ်တယ်ဆိုတာလေဒါပြောပြချင်တာတစိမ့်ဆိုရင်ပြောပြစရာမရှိပြောပြစရာမရှိချိန်မရွေးဖြစ်နေအဲ့တော့အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာကိုယ်သတိလေးနည်းနည်းလွတ်သွားပြီဆိုရင်အဲ့ဒီမေတ္တာနေရာမှာဒေါသကဝင်ပြီးတော့အစားထိုးတယ်စိတ်ချမှုနေရာမှာမယုံကြည်မှုဆိုတဲ့စိတ်ကအစားထိုးတတ်တယ် trust ဆိုတဲ့နေရာမှာ mistrust ကဝင် mistrust ဝင်မယုံကြည်ဘူးအဖေကသားကိုမယုံကြည်ဘူးဒီလိုမလုပ်တော့ဆိုရင်မယုံကြည်တော့ဒါကြောင့်ပြောယုံနဲ့တော့ရတော့မှမဟုတ်ဆိုတဲ့အခါရရတယ်ကြောက်ရတယ်အဲ့လိုဖြစ်တဲ့ခါကျတော့ဘုံတို့ဆရာကြီးရွှေဦးတောင်ကိုပုဂ္ဂိုလ်မျိုးကအတိညာနဲ့မြင့်မာတယ်ဒီအသက်ကြီးလာတဲ့အချိန်မှာဝိပဿနာကြောင့်ရေးသွားတယ်ဝိပဿနာကြောင့်လည်းရေးတယ်နောက်သူရုရှားသွားတော့ဘလို့အစဉ်ပြေလဲဆိုတော့မေတ္တာတရားရဲ့အကျိုးတွေသူရေးသွားတယ်ဆရာကြီးရွှေဦးတောင်သူရဲ့ကိုရေးမှတ်တယ်သူရဲ့ autobiography တဲ့တော့နောက်ဆုံးကြတော့သူ့ရဲ့စိတ်ဒဏ်ရာစိတ်နာကျင်မှုကိုသူကမေတ္တာနဲ့ပြန်ပြီးတော့ကုစားပါတယ်မိဘရဲ့ဂုဏ်ကျေးဇူးကိုလည်းမဖြစ်ပါဘူးမိဘကဒေါသဖြစ်ပြီးတော့တစ်ချိန်မှားခဲ့တဲ့သူကအဲ့ဒီလိုအချိန်ပြန်တွေးပြီးတော့မှားမယ်ဆိုရင်ဒါသူကအမြဲတမ်းမိဘကိုမျောစင်ပေါ်ကနေကြည့်နေရတယ်အဲ့တော့မျောစင်ပေါ်ကနေမကြည့်ချင်ဘူးအဲ့ဒါမေတ္တာနဲ့ပြန်ကြည့်အဲ့တော့သူမိဘကိုသူနားလည်အောင်ပြန်ကြိုးစားဖို့အရန်အရန်ချီးကျူးစရာကောင်းတယ်အဲ့ဒါတော့မပြောတော့ဘူးတရားသိရှိသွားမှကျတော့စာအုပ်ပဲတင်နေညကြုံညာလိုက်ဆရာရွှေဦးတောင်ရဲ့ကိုယ်တိုင်ရဲ့အထောက်အပံ့ပဲမေတ္တာရှုထောင့်နဲ့ဖတ်ပြီးပါအဲ့တော့ဓမ္မဝတ္ထုထဲကိုပြန်သွားရအောင်ဒီဒုတိယမယားကကိုယ်ရလာပြီဆိုရင်တကယ်လို့ကလေးရလာရင်ငါယောက်ျားကသူ့ပဲပို့ပြီးတော့အချစ်မှသူ့ပို့ဦးစားပေးမှငါ့ကိုဖြစ်သွားမှာအဲ့ဒီစွဲနေစိတ်ကအရန်ကြည်တာအဲ့ဒီစွဲနေစိတ်ဖြစ်ပေါ်လာရင်မလုံခြုံတဲ့စိတ်ဖြစ်ပေါ်လာ insecure feeling ခေါ်တာပေါ့မလုံခြုံတဲ့စိတ်ဖြစ်ပေါ်လာရင်အဲ့ဒီအချိန်မှာမေတ္တာမရှိနိုင်စိတ်ကမတည်ငြိမ်နိုင်
ဒီနေတယ်စိတ်ထဲမှာမလုံးမချုံဖြစ်ယဟန်လေယဟန်တာဖြစ်ခံပြီးနလစိတ်ထဲမှာကြောက်စရာကောင်းတယ်မြင်မျက်စိနဲ့ကြောက်စရာကောင်းတယ်မြင်နားထဲနဲ့ကြောက်စရာကောင်းတယ်ကြားရဘလို့မှဘယ်နေလာမှမသိတယ်ရှင်းကြလို့မရအနတ်တွေနှာခေါင်းလေးရောက်လာအဲ့ဒီမှာနေရတာစိတ်ထဲမှာ secure မဖြစ်ဘူးလုံလုံချုံမရှိဘူးလုံချုံမရှိတော့တမာတိလည်းမရဘူးတရားလည်းမတတ်နိုင်အဲ့ဒါနဲ့မြတ်စွာဘုရားစီပြန်အဲ့တော့အချင်းချုပ်မယ်ဆိုရင်ဒီအမျိုးသမီးနှစ်ယောက်ကဒီပထမဇနီးကဒုတိယဇနီးကိုပြောတယ်ကိုယ်ရမယ်ဆိုရင်အားရှိတဲ့စားစားလေးကျွေးမယ်အဲ့ဒါကိုယ်ရမယ်ပြောဟောလည်းယုံကြည်တော့ပြောတော့ဟောကိုယ်ကြားစီတဲ့စိတ်ပြီးကိုယ်ကြားတစ်ကြိမ်မဟုတ်နှစ်ကြိမ်မဟုတ်သုံးကြိမ်ဒီလိုပုံစံမျိုးနဲ့ဒါရိုက်ခြင်းရောက်တဲ့ခါကျတော့ကိုယ်ကြားပါပြီအဲ့လိုဒုက္ခဖြစ်ပြီးတော့ဆုံးသွားဆိုတော့အဲ့မှာလက်စားချေခြင်းနဲ့စိတ်နဲ့ဆုံးသွားတော့နောက်ဘဝမှာနေကိုလက်စားချေနိုင်တဲ့အနေအထားမျိုးရှိပါစေလက်စားချေနိုင်ပါစေအာဃာတအဲကြောင့်မေတ္တာပွားခြင်းလေဆိုရင်အိမ်ထဲမှာပဲဖြစ်ဖြစ်တကယ်ချင်းအတိုင်းဝိုင်းထဲမှာပဲဖြစ်ဖြစ်ကုမ္ပဏီထဲမှာပဲဖြစ်ဖြစ်အစိုးရဌာနထဲမှာပဲဖြစ်ဖြစ်နိုင်ငံထဲမှာပဲဖြစ်ဖြစ်အာဃာတဆိုတဲ့ဉာဏ်လူဒေါသလို့ဒေါသဒါပေမဲ့ဒီဒေါသကသူကတစ်မျိုးအာဃာတဆိုတော့သူကလက်စားချေခြင်းလက်စားခြင်းအကွက်ချောင်းနေတာ revenge လုပ်ခြင်းအဲ့ဒီစိတ်လေးပေါ်လာပြီဆိုသတိလေးနဲ့ကြည့်နိုင်မှာသတိလေးနဲ့မကြည့်နိုင်ဘူးဆိုရင်မေတ္တာခီးလံရသွားမယ်ဆိုတော့လက်မချောက်စေနဲ့ဆိုရဲဟာမချောက်စေနဲ့လို့ပြောတာပြောသူကသူချောက်သွားတာစိတ်ထဲမှာရှိတယ်လက်စားချခြင်းနဲ့စိတ်ရှိလို့ရှိမှကိုမသိဘူးတခါတိုက်ရိုက်လက်စားချခြင်းတော့မဟုတ်ကိုယ်အစမပြေအောင်လုပ်ဖို့လည်းသူဒုက္ခရတော့စိတ်ထဲမှာလိုနေတာရလိုနေတာကောင်းပါအဲ့လိုစေုံတရားမသိသေးဘူးလားအဲ့ဒါမျိုးတွေပြောလို့ထွက်တယ်တချို့ကပြောထွက်တယ်အဲ့တော့အဲ့ဒီလိုမျိုးဖြစ်တယ်ဆိုရင်နိုင်ငံအနေနဲ့ဖြစ်တယ်ဆိုရင်ဒါ collective ကံမဆိုတာစုပေါင်းကံတရားပေါ့စတော်ထဲမှာပါတဲ့အတိုင်းကန်ဆိုတဲ့လူကရွာထဲမှာအင်ဂျင်တစ်ထောင်ရှိတယ်သူပါလို့သူတို့နဲ့ကန်တရားဆက်ဆက်ပြီးတော့သူနေရအကုန်လုံးပြစ်ခံဒါဘယ်သူကြောင့်ဒီလိုဖြစ်တာတော့ငါတို့ကကောင်းမနေပါနဲ့ဆိုတော့ဘယ်သူမှသိအောင်ဟိုဘက်900ဒီဘက်900ခွဲတဲ့ဟာလေ900ကအဆင်ပြေသွားတယ်ကျန်တဲ့900အဆင်မပြေပါဒီထဲမှာရှိတယ်ဆိုတော့နောက်ဆုံးတွေ့သည်ဒီ900နေ250နဲ့အုပ်စုခွဲ250နေပြီးတော့တရားအစိတ်အဲ့လိုခွဲအဲ့ဒါမျိုးလိုက်ပြီးတော့ခွဲ collective ကံမှာစုပေါင်းပြီးတော့ကိုကမကောင်းတာလုပ်ခဲ့လို့ဒါမှမဟုတ်တယောက်ကမကောင်းတာလုပ်တဲ့ဟာကိုကဘေးကနေပြီးတော့လက်ခုပ်တီးလို့ตาရနေလို့ကျင်းနေလို့ဖြစ်ပေါ်လာအကုသိုလ်ဆူနာမီဖြစ်တဲ့ဟာဒီပုံစံမျိုးနဲ့ဘုရားဘာသာရှင်းတယ်တွေးကြည့်အောင်ဒါကြောင့်တချို့လူတွေဆိုရင်ဒီသေးလေးကတချို့ကျောင်းဘုန်းကြီးကျောင်းတွေကျောင်းဆိုရင်သူကဥပုပ်နေဖြစ်တယ်သူတဲ့တရားနာဘုန်းကြီးရောလူရောတရားနာပေးတယ်အကုန်လုံးစနေမီထဲမှာပါအဲ့ဒါအဖြေတွေလိုက်ရှာကြတာဖြေလိုက်ရှာကြတာ
ဟုတ်ချင်မှလည်းဟုတ်မယ်ဟုတ်ချင်လည်းဟုတ်မယ်အဲ့ဒါကိုကအတက်မပြောနဲ့အဲ့တော့ဆိုလိုချင်တာကတော့သူများဒုက္ခရောက်တာကိုယ့်ရဲ့စိတ်ထဲမှာတာရတဲ့ဟာလေကိုယ်နဲ့ဖက်ချင်းမတူလို့ပါဠိချင်းမတူလို့ဘာသာတရားချင်းမတူလို့မြို့နယ်ချင်းမတူလို့အားပေးတဲ့ဘောလုံးအသင်းချင်းမတူလို့ကြောင်းချင်းမတူလို့အယောင်ချင်းမတူလို့သူတို့ဒုက္ခရောက်တာကိုကစိတ်ထဲမှာတာရရဲဆိုရင်ဒါအမှန်ကြီးရဲ့အဘုဒ္ဓဖြစ်ပါတယ်ဒါမေတ္တာရဲ့ဉာဏ်ဖြစ်ပါတယ်ဒီတော့လားစီပွားပြိုင်မဲ့ဖြစ်လို့ပါငါတို့အစဉ်ပြေတယ်သူတို့အစဉ်မပြေသူတို့အစဉ်မပြေတာကိုယ်စိတ်ထဲမှာsympathy ကိုချင်းစာမှုမဖြစ်ဘူးကိယူနာမဖြစ်ဘူးသူတို့အစဉ်မပြေတာကောင်းတယ်ပေါ့ဒါမှမဟုတ်အစဉ်ပြေဒီလိုစိတ်မျိုးဖြစ်ရင်မေတ္တာမဖြစ်နိုင်ဒါကြောင့်မြတ်စွာဘုရားကနေညမိညတာဒုက္ခမိတ်ဆေယအချင်းချင်းဒုက္ခရောက်တာကိုအလိုမရှိပါနဲ့ချင်းချင်းဒုက္ခရောက်တာအလိုမရှိပါနဲ့ဘဝမှာအစမပြေလို့ကိုယ်ဒုက္ခရောက်အောင်လှုပ်ဖူးတယ်လို့သူပြန်ပြီးတော့ဒုက္ခရောက်အောင်လုပ်တယ်ဆိုတာအိညမိညတာဒုက္ခမိတ်ဆေယနာမပေါအောင်နာလေးဖြုတ်ထားအိညမိညတာဒုက္ခအိညမိညအချင်းချင်းဒုက္ခမိတ်ဆေယဒုက္ခရောက်တာဘလို့ရှိတယ်ဒါကြောင့်ကျမ်းစာနာမြတ်စွာဘုရားမေတ္တာပွားဖို့ပွားနေတယ်လားအချင်းချင်းဒုက္ခရောက်အောင်တွေးတဲ့နည်းသူတို့ကဒုက္ခရောက်အောင်ကိုကတိုက်ရိုက်လောက်တာမဟုတ်တာတော့သူစင်ပြေတော့ကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာပါနေတဲ့ဟာမျိုးတွေအဲ့ဒါမျိုးတွေဖြစ်ရင်ကိုယ့်ရဲ့စိတ်ထဲမှာမေတ္တာမဖြစ်ဘူးမေတ္တာမကိန်းနိုင်ဘူးအဲ့တော့အဲ့ဒီအမျိုးသမီးเนี่ยဇနီးเนี่ยပထမဇနီးဒုတိယဇနီးအဲ့ဒီဉာဏ်လေးပွားလိုက်ကြတာဉာဏ်မျိုးတွေဖြစ်လိုက်ကြတာဉာဏ်မျိုးတွေဖြစ်တယ်ဆိုတာကသူကကောင်းတာတွေမကြည့်တော့မကောင်းတာပဲကြည့်တယ်ကောင်းတဲ့ဘက်ကိုစိတ်ကမညစ်တော့မကောင်းတဲ့ဘက်ကိုပဲဒီ energy တွေအကုန်လုံးရင်းနှီးမြုပ်နှံတာအဲ့ဘက်ကိုပဲရင်းနှီးမြုပ်နှံတာအဲ့ဒါကြောင့်မို့လို့နောက်ဆုံးဘဝကျတော့ဘာဖြစ်တော့အားလုံးသိတဲ့အတိုင်းတယောက်ကဘလူးမှဖြစ်တယ်တယောက်ကကလေးတရားရဲ့အမိဖြစ်တယ်အဲ့တော့ဘဝပေါင်းမြောက်များစွာအချင်းချင်းလက်စားချိခဲ့တယ်နောက်ဆုံးတော့များစွာဘုရားကနာဟိဝေရေနဝေရာနိတမ္မန္တိထကုဋ္ဌာသံယံကိုယံချင်းမတုံမြင့်နဲ့အဲ့ဒီတရားကိုဟောတယ်မေတ္တာရွေးပါလက်စားချိတာမရွေးနဲ့လက်စားချိတာရွေးရင်မပြီးရင်ဒီတစ်ခါတော့ကိုနိုင်တယ်ဟုတ်တယ်မလားဒါအမြဲတမ်းမနိုင်အဲ့ဒီဝိထုတွေပဲကြည့်တန်တရားကတော့အဲ့လိုလေအမြဲတမ်းမနိုင်တယ်ငါနိုင်ရတဲ့အချိန်မှာအမြင့်ပြတ်အောင်ဟုတ်တယ်မလားအမုန်းချစ်လိုက်မုံချစ်အောင်ချစ်လိုက်မယ်ဆိုတာမျိုးအဲ့ဒီစိတ်ဓာတ်မျိုးထားနေဆိုရင်ညာကမငြိမ့်နိုင်ဘူးဒုတိယကမ္ဘာစစ်ကြီးနှစ်ခုဖြစ်တယ်ဥရောပတိုင်းနောက်ဆုံးကြတော့ဘယ်လိုမြင်တော့ငါတို့ကဒီပုံစံမျိုးနဲ့ပေါင်းနေဖြစ်တယ်ပြင်သစ်နဲ့အင်္ဂလိပ်နဲ့စစ်တိုက်ခုတာရှိတယ်အင်္ဂလန်ကပြင်သစ်ကိုသွားပြီးအုပ်စိုးခုတာရှိတယ်အင်္ဂလိပ်ကပြင်သစ်ကပြန်ပြီးတော့လှုပ်တဲ့ခါကျတော့တော်လန်တဲ့ခါကျတော့အဲ့ဒီတော်လန်တဲ့အထက်မှာဒီ Joan of Arc ဆိုတာဂျိုနာခေါ်တာဂျွန်လေခေါ်နေတာဘုံဆိုနေအတန်ထွက်တာဒါနာမည်ကြီးတယ်ဥ
ရောပမှာဆိုနာမည်ကြီးတယ်တကယ်ဖြစ်ပြဝတ္ထုလေးတွေသူကပါရမီရှင်လေးတယောက်ပြောခရိယန်ပါသူ့ကိုဘုရားသခင်ကနမိတ်ပေးတယ်ဘယ်လိုလုပ်ပါအဲ့ဒါနဲ့အင်္ဂလိပ်ကိုတော်လန်နဲ့ပြင်သစ်တော်လန်ရေးတပ်သားကြီးဟိုနဲ့ပေါင်းပြီးတော့သူကအင်္ဂလိပ်ကိုပြန်တော်လန်တဲ့ခါကျတော့သူပါရနေရတယ်ဆိုအဲ့ဒါဟိုနဲ့စစ်အောင်တယ်အဲ့လိုဖြစ်တဲ့ခါကျတော့နောက်ပိုင်းတော့အင်္ဂလိပ်ဆိုတာသူ့ကိုဖမ်းပြီးတော့သူ့ကိုတရားစွဲတယ်ဘာသာရေးကိုခုတုံးလုပ်ပြီးတော့ဒီလိုလုပ်တယ်ညာလုပ်တယ်ဆိုပြီးသူ့ကိုအရှင်လက်မိရှုပ်ပြတယ်အသက်20လောက်ပဲရှိတယ် Amnesty International ဒီအသင်းကိုတည်ထောင်တဲ့ Oxford ကရှင်းနေလားပထမဆုံးဒီ John of Arc ရဲ့ရုပ်ရှင်ကိုကြည့်ဒါရုပ်ရှင်ပဲရှိတယ်အရှင်လက်လက်အင်္ဂလိပ်ကဒီပြင်သစ်ကလေးမတွေကိုလက်စားချတယ်အရှင်လက်လက်မိရှုပ်ပြတယ်အဲ့ဒါလေးကိုကြည့်ပြီးတော့ကဘာပေါ်မှာတည်တံမရှိအောင်ငါကြိုးစားမယ်ဆိုပြီးတော့အဲ့ဒီရှင်းနေအောင်ဆိုတဲ့လူကရှင်းနေသူကြိုးစားတာဒါ Amnesty International အသင်းပေါ်လာဒါအောင်ဆိုမှာပေါ်လာတယ်ဟိုပုံပြင်းနေတယ်ပြင်သစ်ကလည်းပဲအင်္ဂလန်လာပြီးတော့တိုက်ခိုက်ပြီးဝါတလူတိုက်ပွဲဆိုတာဒါကပြင်သစ်တွေကအင်္ဂလန်ထိလာပြီးတော့အုပ်ဆိုပြီးအင်္ဂလိပ်တွေပြန်တိုက်တယ်အဲ့ပုံစံမျိုးပြောလို့ဆိုတော့မပြီးနိုင်အင်္ဂလိပ်ကဂျာမနီကိုသွားပြီးတော့ပုံကျဲတယ်ဂျာမနီအင်္ဂလိပ်လာပြီးတော့ပုံကျဲတယ်မပြီးအဲ့ဒါကြောင့်ဥရောပတစ်ခုလုံးကအထူးဖြင့်နောက်ဥရောပကဘယ်လိုသဘောတူလို့ဆိုတော့တာဆိုတဲ့လက်စားချေကိုရွေးမယ်စားတို့မေတ္တာရွေးမယ်မေတ္တာမှာတော့အခြားရွေးစရာမရှိဘူးဒါနဲ့ easy ဆိုတဲ့နဲ့ဒီအဖွဲ့အစည်း European Community အခု EU ဖြစ်လာတာ European Union ဖြစ်လာဒါကိုပြီးခဲ့တဲ့နှစ်ပေါင်း60ဒါဒေါသကိုဟန်တာဖို့အတွက်ဘုံတို့မနေ့ရဒီနေ့ဒီကူ international ဒီကူကမ္ဘာဗုဒ္ဓတိုက်တို့မှာဆွေးနွေးတဲ့ဟာကပြဿနာဖြစ်တဲ့အခါမှာပြဿနာဖြေရှင်းတာဒါကတော့မလွန်ဆန်တယ်လို့ဖြေရှင်းတာအဲ့ဒီလိုလုံးမဲ့အစားပြဿနာဖြစ်နိုင်တဲ့အကြောင်းအရာတွေလိုက်ရှာပြီးတော့ပြဿနာကိုရှောင်ရှားနိုင်ကောင်းတယ် conflict resolution လောက်ရတဲ့အနေထားနေပြီးတော့ conflict avoidance အဲ့ဒီဟာလောက်ရရင်ကောင်းမယ်ဆိုပြီးတော့ဘာသာရေးခေါင်းဆောင်တယ်ဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာခေါင်းဆောင်က2015ခုနှစ်စက်တင်ဘာလမှာနယူးဒေလီမှာပထမဆုံးချိန်တွေ့ပြီးတော့မနေ့ကနေဒီနေ့ကျတော့ဒုတိယအကြိမ်မြန်မာနိုင်ငံမှာစတွေ့ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာကစရဲဆိုရင်တခြားဘာသာလည်းပဲဖိတ်ပါပထမအချိန်တော့ဘုံမတက်ရပါဘူးဒီကူဆရာတော်ကြီးဘုရားကြီးတို့တက်တယ်ဒီတစ်ခါဒီကူမှာလောက်တဲ့ခါကျမှဆရာတော်ကြီးကလာပြီးတော့ခေါ်လို့ဘုန်းကြီးနဲ့လာပြီးတော့တစ်ဖက်ထလာနေပါဝင်ပြီးအဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ယောဂဖြစ်ပြီးမှကုထားတဲ့ယောဂမဖြစ်ရင်ကြိုတင်ကာကွယ်တဲ့ cure အဆင့်ကိုမရောက်ခင် prevention ယောဂမဖြစ်ခင်ကြိုတင်ပြီးတော့ကာကွယ်တဲ့အဲ့လိုမျိုးဖြစ်အောင်ဆိုဘယ်လိုလုပ်အောင်အချင်းချင်းနားလည်အောင်အဝင်ထွက်ရှိအောင်လုပ်ရမယ်တယောက်ကိုတယောက်လေးစားရမယ်မတူတာကိုလက်ခံငါနဲ့မတူအောင်လုပ်ရမယ်ငါနဲ့မတူဆိုငါရန်သူပဲဒီပုံစံထားနေသေးတယ်မရဒီနေ့ထုတ်ပြန်တဲ့အချက်10ချက်ထဲမှာနောက်ဆုံးအချက်ကဒီချက်လေးပဲ
ဘာသာတိုင်းတခြားဘာသာကိုလက်ခံတယ်သူတို့တည်ရှိခွင့်ကိုအတိမပြုတယ်သူတို့ရဲ့ဘာသာကိုမလိုက်နာတာကိစ္စမရှိဘူးဒါပေမဲ့သူတို့ဘာသာတည်ရှိခွင့်ကိုလက်ခံတယ်ဒါလေးသဘောတူတယ်အဲ့တော့ EU လောက်တဲ့ခါကျတော့အချင်းချင်းပါတယ်လောက်တော့ဆိုကုန်သွယ်မှုတွေလုပ်ကြတယ်ကုန်သွယ်ဆိုရင်ဟိုဘက်ကလည်းပဲစီးပွားဖြစ်တယ်ဒီဘက်လည်းစီးပွားဖြစ်တယ်ဟိုဘက်ကလုံသမားလည်းလုံရဒီဘက်လည်းလုံသမားရဒါကမေတ္တာအခြေခံတဲ့မေတ္တာလမ်းကိုရွေးတာကိုယ့်အကူနေမဲ့အစားအစမပြေရင်ဒီတိုင်းမြင်ထုတ်တာရှိတယ်လေဆက်တရားစုတော့အင်္ဂလန်ကအင်္ဂလိပ်တွေကတိုက်လို့မရှိသေးဘူးဥရောပမှာတိုက်လို့နေခုပဲရှိသေးတယ်ပထမဆုံးတစ်ခုကအီတလီကဘောလောညာတိုက်လို့ဒုတိယတစ်ခုကပြင်သစ်က Paris တိုက်ပါရီတိုက်လို့ပါရီတိုက်လို့မရှိတော့အစိုးရကခွဲပြီးတော့ဟိုဇီဝဗေဒတိုက်လို့တည်တံ့လောက်လိုက်တယ်ဒါရီဝင်တိုက်လို့အဲ့လိုခွဲလိုက်တာဒါပါရီတိုက်လို့ဆိုပြီးနားမယ်တည်တံ့မရှိတော့ဘူးပါရီတိုက်လို့အများကြီးလာအဲ့ဒီအင်္ဂလိပ်တွေကစာသင်ခြင်းနဲ့ဆိုရင်အဲ့ပါရီကိုမှားတယ် Paris ကိုသွားတယ်ပေါ့အင်္ဂလိပ်အတန်ထွက်ပြင်သစ်အတန်ထွက်ပါရီသွားတယ်ပေါ့အဲ့တိုက်ကိုသွားတယ်တနေ့ကျတော့အင်္ဂလိပ်နဲ့ပြင်သစ်နဲ့မတည့်တော့ပြင်သစ်နိုင်ငံကအင်္ဂလိပ်ပညာရှင်အကုန်လုံးပညာရှင်တွေအကြောင်းအကုန်လုံးနေထုတ်တယ်အဲ့ဒီပညာရှင်တွေကျောင်းသားတွေကသွားစရာနေရာမရှိဘူးအင်္ဂလန်နိုင်ငံမှာအတန်းကျောင်းတွေရှိတဲ့နေရာပြန်ရှင်းရှိတဲ့နေရာကိုလာလို့စုကြတယ်အဲ့ဒီနေရာလေးကတော့အခု Oxford တက္ကသိုလ်ဟိုကနေပြီးတော့ကန်ထုတ်တယ်အဲ့ဒါကအစင်မပြေမှု inconvenience နဲ့လည်းရှိလာပြီဆိုမကြားချင်ဒီအင်္ဂလိပ်တွေထွက်သွားအဲ့လိုလေနောက်နှစ်ပေါင်း800ကျော်ကြာသည့်ထိပထမကဘာစစ်တီရောစစ်ဒါမျိုးတွေဖြစ်နေတယ်ဒါနဲ့ဒီပုံစံမျိုးနဲ့လုံးရင်တော့ငါတို့အဆင်မပြေသေးဘူးဘယ်လမ်းလိုက်မှာတော့မေတ္တာအခြေခံနဲ့လမ်းလိုက်အောင်ဒါကြောင့်တောင်းသားတွေလည်းပဲ EU နိုင်ငံ29နိုင်ငံထဲမှာဆိုရင်ဒီနိုင်ငံအကြောင်းသားဟိုနိုင်ငံသွားတဲ့သူ့နိုင်ငံမှာသူတက်တဲ့အတိုင်းပဲပိုက်ဆံမပေးရအောင်ဝိုင်းပြီးအကုန်ကြဒီပိုက်ဆံပိုးရှိတဲ့နိုင်ငံကပိုက်ဆံပိုးထည့်တယ်နေ့စဉ်ဒီအစင်းရဆုံးဒေတာ10ခုလောက်ရွေးပြီးတော့ဖွံ့ဖြိုးတိုးတက်လုပ်ငန်းတွေလုပ်တယ်သူတွေနာလုပ်ဖို့တဲ့ funding တွေပေးတယ်technology ပိုင်းဆိုင်ရာမှာနည်းပညာပိုင်းဆိုင်ရာမှာပူးပေါင်းမှုတော့လုပ်တယ်သူတွေနာလုပ်တဲ့နေရာမှာလည်းပဲကိုတက်သူတစ်ခုထဲကနေပြီးတော့သူတွေနာ project တင်တာထက်တခြား Europe ထဲကတစ်ခုဒါမှမဟုတ်နှစ်ခုနဲ့တွဲပြီးတင်နေဆိုရင် funding ရဖို့ချင်းနေပုံများတယ်။ဘာလို့ဆိုတော့လက်တွဲစေချင်တာဟုတ်။တယောက်တည်းနေမဲ့အစားဝင်ထွက်သွားပါစေ။မြတ်စွာဘုရားကယဟန်တော်တွေကိုနှစ်ပတ်တစ်ချိန်15ရက်တစ်ချိန်တွေ့ကြပါ။အဲ့ဒါဥပုပ်ဖြူတယ်လို့ခေါ်တယ်။ပါဠိမောက်ဖြူလို့ခေါ်တယ်။ဒါတွေ့ရတယ်တွေ့တယ် interaction ရှိတယ်ဝင်ထွက်သွားလာမှုရှိတယ်ဆိုရင်သူကမေတ္တာလမ်းကြောင်းပေါ်မှာရှောက်နေတာကိုယ့်အကူနေတယ်ဆိုရင်ကြောက်စိတ်ဝင်ပါတယ်ခဏနေတော့ကဟိန္ဒူစာဥရဲ့ပုံပြင်အခုမှဝင်လာအဲ့တော့တောထဲမှာတယောက်တည်းနေတယ်လူတယောက်ကနောက်ဆုံးတော့ငါအပြင်ဘယ်သူတွေရှိသေးတော့သူကသိချင်တယ်တခြားလူတွေလည်းမမြင်ဘူးတဲ့ခါကျတော့သူကတခြားလူတွေဘယ်လိုလဲဆိုတော့သူတို့မသိဘူးမိုင်းရှင်ဆန်မရှိတဲ့ခါကျတော့သူ့ကိုသူလည်းဘယ်လိုကြည့်ရမလဲဆိုတော့အဲ့ဒါနဲ့သူနေတဲ့နေရာနေပြီးတော့ဟိုထွက်လာတယ်တဲ့နေရာရောက်တဲ့ခါကျတော့လူအုပ်စုနဲ့တွေ့အဲ့လူအုပ်စုကဘာလုပ်နေဆိုတော့တင်းချိုင်းမှာအာတုပါချာ
တင်ချိုင်းမှာလူတယောက်ဘဲနေပြီးတော့ပေါ်လာမှမဆိုပေါ်လာဆိုတော့အတူကချိုင်းလူတွေဘယ်လိုထင်လဲတစေလို့ထင်တာတော့တစေပေါ်လာလို့ထင်တာသူနဲ့မှလည်းမတွေ့ဘူးဆိုတော့လေရန်ကုန်ကဒီကမိုင်းတွေလို့စန္ဒဆိုင်လေးသွားပြီးတော့စပင်ညတာမျိုးတွေမရှိစပင်အရှိအဲ့တော့သူများသူ့ကိုတစ်စေလို့ထင်သူကလည်းပဲတခြားလူတွေကိုမတွေ့ဘူးတဲ့ခါကျတော့အဲ့မှာရှိနေလူတွေဆိုတစ်စေလို့ပဲထင်တယ်လူလို့မထင်ဘူးအချင်းတစ်စေဆိုတော့ဘာဖြစ်လို့စိတ်ထဲမှာကြောက်တယ်ဒါဝင်ထွက်သွားလာလို့မရှိဘူးတရားကျင့်နေတဲ့ပုဂ္ဂိုလ်တော်မှာအဲ့လိုနေရင်အဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မြတ်စွာဘုရားကတစ်ဖက်ကဒီဝိနည်းစည်းကမ်းတွေ up to date ဖြစ်အောင်တယောက်ကဒါသိထားတယ်နောက်တစ်ယောက်ကဒါသိအောင် everybody has to be on the same page စာမျက်နှာတစ်မျက်နှာထဲမှာအတူတူရှိအောင်ဝိနည်းကဒီဘက်ကဘယ်လောက်ရှိတယ်ဒီဘက်ကဘယ်လောက်ရှိတယ်ဒါလည်းသိဒီဘက်ကဘာစည်းကမ်းလိုက်ဒီဘက်ဘာစည်းကမ်းလိုက်ထားတယ်အခုတရားပွဲလုပ်တိုင်း၅ပါးသိလိုက်ငါဘေးနားမှာနေတဲ့လူကဒီ၅ပါးသိလားစောက်တယ်ဆိုတော့ဒီဘက်ကလူလည်းသိတယ်ဟုတ်ကဲ့လူလည်းသိအချင်းသိတဲ့ခါကျတော့ you're on the same page စာမျက်နှာတစ်မျက်နှာထဲမှာအတူတူရှိနားလည်မှုရှိတယ်ပေါ့မကြောက်တော့ဘူးကိုဘေးနားမှာရှိတယ်ပေါ့၅ပါးသိလားစောက်တယ်ဆိုတော့သိတယ်ဒါ social effect ရှိပြောကြတာ၅ပါးသိတာဒါစောက်တည်တယ်အဲ့တော့ဘယ်သူနဲ့မှမတွေ့ဘူးတဲ့အဲ့ဒီလူကြီးကတခြားလူတွေကိုကြည့်ကြောက်လိုက်ထွက်ပြေးလိုက်သူ့လည်းဘာမှမလုပ်တော့ပြန်ပြီးတော့အဲ့လူနာကိုကတ်လိုက်မြင်ချင်းနဲ့သူတို့ကဘာလို့လဲဆိုတော့မြင်ချင်းသိချင်းတဲ့စိတ် curiosity အဲ့ဒါတစ်ဖက်ဒါလူတိုင်းမှာရှိတယ်ဟိုဘက်အတင်းပြအရန်သိချင်း curiosity အဲ့ဒီတော့နောက်တစ်ဖက်ကလည်းကြောက်စိတ်ဖြစ်ငါကြောက်ရမ်းလည်းမသိဘူးကြောက်စိတ်ဟုတ်တယ်ကြောက်စိတ်ဖြစ်အဲ့တော့အဲ့ဒီလိုပုံစံမျိုးနဲ့လွန်ဆွဲနေတာနောက်ပိုင်းကျတော့အဲ့လူကဟိုလူတွေငါဘာမှမလုပ်ပါလားဆိုပြီးတော့နည်းနည်းစိတ်ချလာပြီးတော့လာကြည့်သူ့လိုပဲထိုင်နေသူ့လိုပဲထားတယ်နောက်ကန်ကြည့်တော့လည်းသူ့လိုပဲနားတတ်တယ်သူ့လိုပဲကြောက်တတ်တယ်နောက်ဆုံးကြတော့တူတာတွေတွေ့အနိကစူးစမ်းတွေတူတာတွေပို့ပြီးတော့တွေ့တယ်အနိကစူးစမ်းပို့တွေ့အဲကြောင့်မြတ်စွာဘုရားကဒီခန္ဓာကိုယ်ကိုအနိကပြီးတော့စူးစမ်းကြည့်ရင်ဒီခန္ဓာကတူတာတွေတွေ့တူတဲ့ဟာကိုပါဠိလိုပါပညလက္ခဏာဘာလို့ခေါ်တော့တာမညဆိုတာကမြန်မာနားနေတာတော့ share မဟုတ်ဘူးပေါ့ special မအဲ့လိုနေတာပါဠိကအဲ့လိုမဟုတ်ဘူးတာမညဆိုတာတူလို့တပြရနော်တူတယ်တူညီတယ်ကြည့်တဲ့အခါကျတော့သူကလည်းပဲကြောက်တတ်တယ်ငါလည်းပဲကြောက်တတ်တယ်သဗ္ဗေတတန်နိတန္တဒါဓမ္မပဒဓမ္မပဒဒီကိုကားနေတာတရားနာတဲ့ခွေးလေးတွေဒီတရားနာခွေးလေးတွေဆရာလေးတွေရှိရင်သူတို့ကဓမ္မပဒလေ့လာတဲ့အခါသူတို့ဒါလေးတွေအသုံးချတာလူတိုင်းကကြောက်တတ်တယ်နောက်လူတိုင်းကတည်ချင်းကြောက်ကြောက်တတ်တယ်နောက်တူတာတွေတွေ့တာတူတာတွေတွေ့အဲ့ဒီတူတဲ့ဟာတွေတာမညလက္ခဏာတွေများတွေ့ရင်မြစ်တာထားတယ်ငါဒီတိုင်းကြံနေထမင်းစားတယ်စားရင်ဒီလိုအလုပ်လုပ်ရတယ်ပတ်စံရှာရတယ်အဲ့ဒီတန်တရားကိုယ့်အကြည့်အထမင်းစားတာတစ်ခုတည်းနေ့စဉ်ထမင်းစားရတဲ့ဟာတစ်ခုပဲခန္ဓာကိုသုံးတယ်ဒီတစ်ခုတည်းပဲကြည့်အဲ့ဒီဟာငါကိုယ်စီမှာလည်းတွေ့တယ်သူများစီလည်းတွေ့တယ်ဒါ
မေတ္တာဖြစ်ဖို့အတွက်အခြေခံကောင်းရငါလည်းအိတ်ချင်တယ်အခြေရပဲငါလည်းဒီခန္ဓာကိုရဲ့ဒီခန္ဓာကိုလည်းမှရှိတဲ့အင်အား energy သူအကန့်အသတ်ရှိတယ်သူများလည်းဒီလိုအကန့်အသတ်ရှိမှာပဲအဲ့တော့ကိုချင်းစာခေါ်တယ်ကိုချင်းစာဆိုတာကသူကပါမညာလက္ခဏာတူတဲ့ဟာလေ commonalities ခေါ်တယ်ဘုန်းတို့ဒီနေ့ဘာသာရေးဆွေးနွေးပွဲမှာပြောတယ်ဘာသာရေးဆရာလည်းဒါတူတဲ့ဟာတွေညံ့ညံ့ပြောပြရမယ်မတူတဲ့ဟာကိုလည်းပဲအတိမပြုရမယ်ဒါမှသူကမေတ္တာတရားတွေပေါ်လာပြီးတော့ငြိမ်းချမ်းရအောင်သူရှိမှငါရှိနေတယ်ငါရှိမှသူရှိနေတယ်ဆိုတဲ့စိတ်မျိုးရှိတာအဲ့တော့ရန်ကိုရန်ချင်းမတုံနေနဲ့ဒီရန်လိုတဲ့ဘက်ကိုမတွေးနဲ့ဒါ EU ကနမူနာပြတယ်စီးပွားရေးမှာလည်းပူပေါင်းဆောင်ရွက်တယ်ပညာရေးမှာလည်းပူပေါင်းဆောင်ရွက်တယ်နိုင်ငံရေးမှာလည်းပူပေါင်းဆောင်ရွက်တယ်သူတို့နဲ့ကုံသွဲမယ်ဆိုရင်သူတို့က29နိုင်ငံလုံးနဲ့သဘောတူညီတယ်တခုပဲရေးဖို့လိုတယ်ရဖို့လိုတယ်အဲ့ဒါ29နိုင်ငံလုံးအကုန်ဗီဇာဆွေးနေပဲအနည်းဆုံးနိုင်ငံ20ကျော်အကုန်လုံးမရတော့မှာတနိုင်ငံရတခြားနိုင်ငံမှာသွားနိုင်ဒါကမေတ္တာနဲ့ကြည့်ရမေတ္တာကိုရွေးမေတ္တာမှတပါအခြားရွေးစရာမရှိဘူးဆိုတာတနိုင်ငံနဲ့မဟုတ်ဥရောပနိုင်ငံမြောက်များစွာသူတို့ရဲ့စိတ်အတွေ့အကြုံနိုင်ငံရဲ့အတွေ့အကြုံတတိုက်လုံးရဲ့အတွေ့အကြုံမိသားစုရဲ့အတွေ့အကြုံတူးချင်းအတွေ့အကြုံအဲ့ဒါတွေအတော့ကမင်းကြီးစစ်တပ်အကြီးနဲ့စစ်တိုက်တယ်အောင်တယ်စစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီပုံစံမျိုးနဲ့သူရဲ့ idea ကိုသူများသူ့ရဲ့ idea ကိုလက်ခံအောင်သူ့ရဲ့ authority သူ့အမိန့်အာဏာကိုလက်ခံအောင်သူမလုပ်နိုင်နောက်ဆုံးကြတော့အဲ့ဒီနိလန်ကိုစွန့်ပြီးတော့ဓမ္မဝိစယတရားနဲ့ဒါတော့မေတ္တာနဲ့လူတိုင်းကိုမေတ္တာထားတာပထမဆုံးကမ္ဘာပေါ်မှာဒိဋ္ဌံဆေးုံလုပ်တာအာတော့ကမင်းဒိဋ္ဌံဘယ်မှာသူမေတ္တာထားတယ်ထားတော့ဘဝမှာအစမပြေမှုဆိုတာရှိတယ်ဒုက္ခဆိုတာရှိတယ်အဲ့ဒီဒုက္ခကိုဖြေရှင်းတဲ့နေရာမှာလက်စားချေခြင်းနဲ့စိတ်တွေဒေါသနဲ့တုံ့ပြန်ခြင်းနဲ့စိတ်တွေဒါမှသူများရဲ့ဒုက္ခကိုလိရှိနေလိရှိမယ်လိမရှိနေပဲလက်စားမချေနေပဲသူများဒုက္ခရောက်တာကိုစိတ်ထဲမှာမတိမတာပါနေတယ်အဲ့ဒါကိုကိစ္စလိုက်မေတ္တာရဲ့အခြေခံဖြစ်လာမယ်နင်းစီပန်းစိုက်မယ်ဆိုရင်နင်းစီပန်းမစိုက်ခင်မှာနေရာလေးတွေပြင်ပေးရတယ်နေရာလေးတွေပြင်ပေးရတဲ့အခါမှာမြေလေးတွေတူးပေးရတယ်ပေါင်းတင်ပေးရတယ်တတိတရားနဲ့မိမိစိတ်ထဲမှာရှိတဲ့ကြောက်စိတ်တွေဘဝရဲ့အစင်မပြေမှုကြောင့်ဖြစ်တတ်တဲ့ကြောက်စိတ်တွေစိုးရိမ်စိတ်တွေမနာလိုစိတ်တွေလက်စားချင်ခြင်းတဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်ပေါ်လာတယ်ဆိုရင်တတိလေးနဲ့ကြည်ပြီးတော့မြတ်စွာဘုရားနေရာတိုင်းအကျဉ်းချင်းဟောထားတဲ့ဒေါသရဲ့အပြစ်ဒေါသတန်တရားအဲ့ဒါလေးကိုတတိထားမိပြီးမေတ္တာလမ်းရွေးချယ်ဖို့ရွေးချယ်တဲ့နေရာမှာမြတ်စွာဘုရားကယဟန်တွေကိုပြောတယ်ယဟန်တို့တခြားနေရာမှာသွားရင်အဲ့နေရာကိုပဲပြန်သွား you have to make peace with that place အဲ့ဒီနေရာနဲ့ပြန်ပြီးတော့ဉာဏ်ချမ်းရအောင်လုပ်ရမယ်လို့အခုခေတ်စကားနဲ့ပြောတယ်အဲ့တော့အဲ့ယဟန်တွေကို active မေတ္တာအဲ့ယဟန်တွေသူတို့ရဲ့စိတ်ထဲမှာဒေါသဖြစ်နေတာဒေါသဆိုတာကယံဒီရန်လိုတဲ့စိတ်တွေမရှိဘူးလက်စားခြင်းတဲ့စိတ်တွေမရှိဘူးတော်တော်အဆင်ပြေဒါပေမဲ့ကြောင်းစိတ်ကလည်းသူကဒေါသဖြစ်နေကြောင်းစိတ်ဒေါသဖြစ်နေ
မကြိုက်တဲ့စိတ်အဲ့နေရာမကြိုက်တဲ့စိတ်ဒေါသဖြစ်အဲ့ဒီနေရာမကြိုက်တဲ့စိတ်နဲ့တခြားသွားရင်လူကအဲ့နေရာမနေတာအဲ့ဒီနေရာနဲ့ဖြစ်ပေါ်လာတဲ့ဒေါသအရေးလာအဲ့ဒီဟန်ဒီယင်ထဲမှာအပြည့်ရှိတယ်အဲ့တော့ညဆောဘုရားအဲ့နေရာကိုဆန်သွားဒီပြဿနာကိုမေတ္တာနဲ့ရင်ဆိုင်ပါမေတ္တာတော့တင်ပေးတာအဲကြောင့်မေတ္တာစိတ်ထဲမှာလည်းပွားများတယ်ပတ်စပ်ကနေလည်းပဲရမ်းတော့လည်းရစ်တယ်တစ်ပတ်ကိုနှစ်ချိန်သုံးချိန်ရစ်တယ်စုပေါင်းပြီးရစ်တယ်ဒါကြောင့်မေတ္တာရှိတဲ့ပုဂ္ဂိုလ်တွေလူကြားသူကြားလည်းထွက်လာပြီးအတူတူအလုံးလုံးဖို့ဆိုတော့လိုအပ်တယ်ကဘာမြေကြီးကိုမေတ္တာရှိတဲ့လူတွေစုပေါင်းပြီးတော့တည်ပင်ဆိုင်လာစုပေါင်းပြီးတော့တန်ရှင်းလုပ်မလားစုပေါင်းပြီးတော့တရားနာမလားစုပေါင်းပြီးတော့ခုလုပ်မလားသူကချက်ချင်းအင်အားတက်သွားတယ်မေတ္တာအင်အားတက်သွားတယ်မေတ္တာနီလန်းယူရမယ်ဒီမေတ္တာနီလန်းနဲ့ယူနေဆိုရင်နောက်ဆုံးဝိပဿနာကြီးကူးနိုင်ပြီးတော့မဲ့ဉာဏ်ကိုဉာဏ်ကြီးရနိုင်တယ်ဆိုတဲ့အကြောင်းမေတ္တာတုတ်ထဲမှာမြတ်စွာဘုရားဟောထားပါတယ်မေတ္တာတုတ်ကိုဟောထားတဲ့မေတ္တာတုတ်ကြောင့်ဟောတဲ့ဆရာတော်တွေအများကြီးရှိပါတယ်။ဘာမှဝါချုပ်ဆရာတော်ရှင်စာအုပ်လေးလည်းထုတ်ထားတယ်။တခြားဆရာတော်တွေလည်းရှိတယ်။ဒါကြောင့်ဒီနေ့ညတော့တရားဆရာတော်ကြီးတွေဟောထားတဲ့မေတ္တာတရားတွေနာဖို့တဲ့ဘုန်းကတိုက်တွန်းတဲ့အနေနဲ့ဒီနေ့မေတ္တာမှာအခြားရွေးစရာမရှိဘူးဆိုတဲ့အကြောင်းမိမိကိုသတိပေးနဲ့တရားနာပေးတဲ့ကိုလည်းပဲသတိပေးနဲ့အားလုံးနေစဉ်မေတ္တာတရားတို့ပွားပြီးတော့မေတ္တာရဲ့အကျိုးကျေးဇူးတွေမိမိရောသူတို့ပါမိမိနိုင်ငံရောသူတို့အခြားနိုင်ငံပါခံစားနိုင်ပါစေဆန္ဒပြုရင်ဒီကုန်းချုပ်ပါတဲ့အားလုံးကျမ်းမှန်ချမ်းသာကြပါစေ